မျိုးကြီးဆိုင်တာ မျိုးယူမဆိုင်ဆိုပြီးတော့သူကသူဒီအကြောင်းကိုတော်ကြီးထဲမှာပြီးတော့ရှင်းလိုက်တော့မှပနဲ့ရိုက်တဲ့နေမှာတွေ့တယ်အဲ့ဒါရှိမှန်းပြီးတော့မသိပါဘူးလေသူမျိုးမရှိဆိုသာသနာမြေပေါ့ဒီလိုဒီသာသနာအောင်ကြီးကိုရောလို့ရှိနေဒီမှာဒါ22လက်မှပဲရှိတယ်ဒါ22လက်မှသူကညောင်ရက်ကတာတွေကပြင်ရတာတွေက24လက်မှဒီရက်တွေအဲ့လိုဆိုရချီမှန်ဘောရီကြောင့်သူစား အဲ့ဒါစားရင်တိစားတော့တယ် ဒီကြောင်းမျိုးတွေဒါကြောင့်လေးစပြီးတဲ့ပုံ ဒီမက်ကန်ဆိုတဲ့နာမည်နဲ့ မှန်ပါဗျာ ဆက်ကိုပြိုလဲမှလည်းရှိတယ် အဲ့ဒါကပြည့်ရက်သမိုင်းမှာတိုက်ဝိုင်းတိုက်ဝိုင်းဟုတ်တယ် အဲ့ဒါနဲ့မဆက်ပါဘူး ဒီလိုတော့မဆက်ဘူးကြာဒါဒီလိုကြောင်းနဲ့ဝင်နေတယ်ဒီ ဟုတ်ဟုတ် ဘောဘာတော်တဲ့ဝင်တော်တဲ့မှာဆိုတော်တဲ့ဒီကြံနေပြန်ဆန်းလို့မခတ်တာဘူးဒီလိုမျိုးသဘာဝတရားထိုင်နေကြည့်ရတယ်မျိုးလေးများ တော့တယ်မှာပဲ တော်တယ်မှာသဘာဝထိုင်နေရတယ်ရောဘာတော်ကြီးမှာပေါ့ဆိုရောဘာတော်မှာလည်းထိုင်နေဒီစမ်းကြောင်းလေးတွေလို့ပြောတယ်။အဲ့ဒါထိုင်နေတာစမ်းကြောင်းလေးမှာ အဲ့ဒါတရား ဒီတော့တော်ကြီးကမှဒီလိုကမ္မထမ်းပြီးတော့အရင်တော့ဒီလိုလှုပ်ပေးထားတယ်။သူရအရင်များလာတယ်ပါလို့ရိတ်တာဘလောက်သူကဒီလိုတလားတော့နှစ်ကြိမ်သုံးကြိမ်ဖွင့်ရိတ်တာမှာနှစ်ကြိမ်လောက်ဖွင့်တယ်။ဘလောက်ပြင်မာလိုက်ပြီးတော့လေဒီလိုနေတဲ့ပြီးတော့ပြရတယ်။တရားဝဲလိုက်တော့ဒီလိုကကြတော့ပရိယက်ကလာတယ်ဒီလိုတော့ပရိကကပေါ့ဒီလိုကျင့်ညာအထုတ်ခဲ့တဲ့တရားလေးတွေတွေ့ခဲ့တဲ့တရားလေးတွေပြန်ပြီးတော့ပို့ချတယ်ခန္ဓာကိုယ်တွေအဲ့တော့တပိတော့ဘယ်လမ်းကနေသွားလဲဆိုတော့တပိတော့ဒီဝိပဿနာယာတိကတည်တယ်သမထကိုမပါဘဲနဲ့ဝိပဿနာယာတိကတည်တယ်ပညာဝိမုဒ္ဒလမ်းဒိစိမပရိသောမဂ္ဂင်၈ပါးလမ်းဆိုပြီးဒီလိုမျိုးလေးပြပါတယ်ဒါဒီတော့ရဖိတ်ဖန်ဖလာလို့ဆိုကမတရားဟုတ်လား ဒီတော့ထမ်းတယ်ပဲနမှုချင်းဆရာဆိုကြီးထမ်းတယ်ပဲပြီးတော့ထမ်းတယ်ပဲမျိုးထမ်းတယ်ပဲတောင်းအဲ့ဒါကိုစီကောက်ပြီးနေပေါင်းလိုက်တော့ထမ်းတယ်ပဲစီကောက်ပြီးတောင်းဆိုပြီးတော့ညီ23နေကအဲ့ဓွားချောင်းလေးဝစ်ဆောက်တည်တဲ့ကြောင်းရဲဘူးဆရာတော်ကြီးနဲ့ပြီးခဲ့တဲ့လာမှပြန်လာလို့ပါနမှုချင်းဆရာတော်ကြီးလည်းပြန်လာစားတဲ့ကူလား စာမတင်ဘူးလေတတိတော်ကဆိုတတိတော်ပါရမီယာစာပေပညာပိုင်းမှာပြီးတော့ပါရမီမထူးကြောင်လို့ပြီးတော့ကန့် တက်လာမှာဟုတ်တယ် တက်ကတတိတော်တက်ကြီးမှာပြီးတော့တော့ထက်ပါပြီ35ဝန်းကျင်လောက်မှာ တက်လာမှာဟုတ်တယ် မှန်ပါပြီ ဟောမလုပ်ခဲ့ တတိတော်ကစုံနေလို့တိုင်ဂျိုလဲငယ်တော့မှလည်းလုပ်ခဲ့ဒီမန္တလေးမှာတိုင်ဂျိုလုပ်ခဲ့စိတ်နှမ်းမှာလည်းလုပ်ခဲ့စက်မှုတော်လည်းလုပ်တယ်မန္တလေး35နဲ့နား60မှာလည်းကြီးမျက်ရှိကားကြီးဘက်မှာပြီးတော့ကားဝဲသားလည်းလုပ်ပြီး ဟော စုံ ဒီကပဲ ဇာတိရရန်ကုန်စမ်းချောင်းဂျပန်ကနာဟွာဂျပန်ကနာလုံးဝဝေးရဟုတ်ကဲ့ဒီရာရင်းနဲ့လို့နော်ဒီဒကမတွေလည်းပါတယ်ဘုံဘုံရဲ့ဟိုဒီလိုတော့ဝိပဿနာယာတိကပေါ့အဲဒီတိုင်းဘုံဘုံရဲ့တရားတွေဆိုပြီးတော့အများနဲ့ရှမ်းသွားတယ်ဒီလိုတရားစခန်းမှာလည်းဘုံဘုံရဲ့တရားတွေလည်းဒီလိုဖွင့်နေတယ်အဲ့ဒီလိုရှိဖွင့်ရတော့ဘာလို့ဒီကဖွင့်လဲလို့ဆိုရင်ဒီဆရာဟောရဲ့ဒီသူတိမဘရဘိုက်တုတ်ဆန်တွေကပညာဝိမုဒ္ဒလမ်းဆိုတော့ဒီကတော့ပညာဝိမုဒ္ဒပေါ့နော်ဒီတရားတော်ပြီးတော့ပြန်ပြောပြတယ်ဒါတွေကတကယ်ရှိတယ်အဲ့တကယ်ရှိတဲ့အတိုင်းလည်းပြီးတော့လည်း
တပည့်တော်တရားနဲ့ဖုံဖုံရဲ့တရားတွေနဲ့ဟပ်ပြီးတော့ပြတာ။ဒီဗမာတွေလည်းကြည့်နေသူတွေကနားမလဲဆရာတော်ရဲ့ဖရာဆရာတော်ရဲ့ဖရာရဲ့တရားတွေကိုပြီးတော့ပြန်ဟပ်ပြီးတာ။ဗတိတရားတွေနားကြ။ဒီလိုကိုလည်းနားတယ်ဗျ။ဒီလိုတရားကျင့်ကြံအထောက်အချိန်မှာဒီပရိသမုပ္ပါကိုပဋ္ဌာန်းနဲ့လေ့လာသုံးသပ်ခြင်းဆိုတဲ့ဒီဟာလေးကိုတပည့်တော်ကစောက်ခွေလေးရှိတယ်။ခွေလေးရှိတော့တပည့်တော်ကဘာလုပ်လဲဆိုတော့တပည့်တော်ကဒီမိုးကုတ်နီးနဲ့ကျင့်ကြံအထောက်အကူရဲ့အချိန်လေးရှိတော့ပရိသမုပ္ပါကိုတပည့်တော်အနုတော်ပြလို့စင်နေတယ်။ဉာဏ်နဲ့ပဲစင်နေတယ်။အဝိဇ္ဇာကတော့ဘာလဲဆိုတော့ဒီအဝိဇ္ဇာရဲ့မသိမှုရဲ့ဘာလို့မသိတာအဝိဇ္ဇာပဲဆိုတော့ဒီတော့ပစ္စလေးပါးမသိရင်အဝိဇ္ဇာခန္ဓာ၅ပါးကိုမသိရင်အဝိဇ္ဇာဒီအိုင်လန်ကဓာတ်ဆက်ချက်ပါကိုမသိရင်အဝိဇ္ဇာဘက်ကင်ချက်ပါကိုမသိရင်အဝိဇ္ဇာတိတိတိထိုက်တာတွေကိုမသိရင်အဝိဇ္ဇာဟောဒါလေးအဝိဇ္ဇာဆိုတော့ဒါလေးကိုမသိရင်အဝိဇ္ဇာပါလူနာမည်တွေလူအည်အတွက်တွေကိုသိတာကိုပြောတာမျိုးဒီရဲ့တိတိတိထိုက်တာတွေမသိရင်အဝိဇ္ဇာပါလားဒါတွေကိုသိရင်ပါလေဝိဇ္ဇာပါလားဒီဟာတွေသိအောင်လုပ်တော့အဲ့တော့ဒီတစ်ခုချင်းစီပြီးတော့အနုလုံပြုလို့စင်ရင်သုံးတတ်တာဒီလိုပဲဒါတော့တပည့်တော်ရဲ့ရှောက်ခဲ့တဲ့လမ်းလေးပေါ့ဗျာတပည့်တော်တမထောက်မရှိဘူးတော့ပဲဒီရဲ့ခန္ဓာကိုယ်ရဲ့ပိဿသမုပ္ပါကိုစင်ရင်ဒီပိဿသမုပ္ပါဘယ်ကနေထွက်ရမလဲဘာကြောင့်လဲနေရလဲဘယ်တော့ရက်မလဲဆိုရင်ဒီလေဘုံနဲ့နော်လေဘုံနဲ့ဒီပြက်ဘုံဒါတွေကိုဒီတော့ပထမထွက်လမ်းမှုရှာတော့ဗျာ တင်ကဟုတ်ခဲ့တဲ့ဆရာတော်ကြီးစီကပါဠိတွေရတယ် တပည့်တော်ဘာမှဟိုတပည့်တော်ကမှန်တိုင်းပြောပြရင်တပည့်တော်ခဏဆိုတော့တယ်ဒီတော့အိမ်အောင်တယ်ဗျာဒီတော့အိမ်အောင်ရှိတယ်ဒီတော့အိမ်အောင်ကြာတော့၈လပဲရှိတယ်ခဏဆိုပြီးတော့ဝတ်တယ်ဒါနဲ့ဝတ်တယ်ဆိုရင်လည်းအဲ့ဒီကိုတပည့်တော်ကလည်းအကြောင်းတရားတွေရှိတယ်ငါတရားရရင်တော့ဆက်ဝတ်မယ်တရားမရရင်တော့ထွက်ပြီပဲဆိုတော့တပည့်တော်ဝတ်တော့အဲ့ဒီအကြောင်းကိုရောက်သွားတယ်တပည့်တော်သိတယ်တပည့်တော်ရဲ့ဘုံမှုနဲ့တန်နေရမှန်တော့ဒီများပဲငါလူကျင်တဲ့နေရာဒီများပဲဆိုပြီးတော့တပည့်တော်ရဲ့လူဝက်စားတွေအားလုံးလူစားတွေအားလုံးမန္တလေးကိုစားပြီးပေါ်တင်ပြီးတော့ကားနေပတ်စက်တော့ကနေဆွဲပြီးတော့တခါလေဖုန်းနံပါတ်နဲ့တခါလေဆွဲလိုက်တယ်ပြီးတော့တခါလေအဲ့ကျရတဲ့ဆုံးဖြတ်ချက်ရှိထားပြီလားဒီမှာကြည့်ရင်တော့အောင်မင်းလို့ဆိုတော့လည်းပြီးအဲ့ဒါနဲ့ပြီးတော့ဝက်စားလူဝက်စားတွေကအပြီးဆွဲလိုက်တယ်ဆွဲပြီးအဲ့မှာစားပြီးကိုရင်ဝါနဲ့စားကြည့်ကိုရင်ဝါနဲ့လည်းပြီးတော့ဝင်းကြီးတွေပြေးလာတယ်ကြည့်ရတယ်မီးလေးလာတယ်နေတော့6လချက်ချင်းမဝက်ပြီးလို့16မိုင်နေရမှာပဲ မဟုတ်ဘူးဟိုချမ်းတယ်မှာ ဟောထမ်းတယ် ထမ်းတယ်ဟိုပါ ဒါပဲထမ်းတယ် နေပြီးတော့တက္ကနာတီမျိုးလေ ဩအဲ့ဒီက နေပြီးတော့ဟိုဒုချင်းဆရာတော်ဝစ်ဆောက်တည်တယ်ဒုချင်း73မဆောင်တယ်မရှိတော့ဘူးဒီ73မဆိုင်နေတယ် အဲ့ဒါထမ်းတယ် တော်လို့ရှိတော့ဒုချင်းဆရာတော်တော့ဝစ်သမားတွေပေါ့ဝင်းကြီးပေါ့ရွှေကျင်ပေါ့ရွှေကျင်ငိုင်းပေါ့ ဘုဆောက်တည်တဲ့နေရာ ဝစ်ဆောက်တည်တဲ့နေရာဒီမြန်မာပြည်တပြည်လုံးတန်ခါအကုန်တန်ခါမဆိုဘူးမဆိုသားလို့ရတယ်ဝစ်ဆောက်ပြီးအချိန်ကြီးတနေ့ကိုစွန်တက်နှက်ပဲကုန်ပြီးရတယ် ဟုတ် သူကပတ်စံမကန်ညဘက်ဆိုလည်းထွက်လို့မရဘူးမီးပိတ်ထားတယ်ဘာမှဘလို့တဘာဆောင်လေးနဲ့ဒီလိုတရားကျင့်ရင်အထောက်ပါလားတော့အဆင်ပြေပါတယ်အဲ့မှာဆုံးရတဲ့ဒီနေ့တစ်ထပ်ပဲကိုတရားကိုကျင့်ဒီလိုတော့အကြိုက်ပဲပေါ့နော်ဒီလို ရှိတယ်လားအဲ့ဒီ ညာ အဲ့မှာရှိတယ်လားဝတ်ကြောင်းနေ ရှိပါတယ်ရှိပါတယ်အဲ့ကြောင့်တော့လေးအောင်နေသူက အဲ့ လည်း ဒါပင် ဆန်းနေပဲဆူတောင်းပြီးတော့ ဘယ်နဲ့ပြဿနာလဲဒီလိုလည်းနေတယ် အဲ့ဘက်ကနေပြီးတော့တကယ်ကိုတောကြတယ်ဗျဒီကျွန်တော်ကဆိုတော်တော်လေးအဲ့မှာအကြောင်းနဲ့ရုပ်ကြောင်းမှာတုတ်တန်ဒီဘူးတွေလည်းရှိတယ်ကြီးကတိုင်းရှိဖို့9ကန်နေရှိတယ်အဲ့လိုဘူးပေါ့ဘူးချောင်းလေးတွေရှိတယ်အရင်တော့ဒေါင်းနေတယ်လာနာဆရာတော်ရှိတော့ဒေါင်းနေတယ်နားတယ်စက်တူလေးတွေဆိုလည်းအပင်လိုက်တာဒီလိုမျိုးတွေပေါ့နော်အေးကတော့တော်တော်လေးကိုတော်တော်ရတယ်ကိုဟိုတယ်ဇုံကြီးလုပ်လိုက်တော့တော်ပြက်တော်မရတော့ ဟုတ် ကျွန်တော်တော်ရ ဒီမနာဥဇောတိက ဟောအဲ့ဥဇောတိကဒီလိုကြောင်းဖြစ်တာအဲ့လာကဒီလိုတပည့်တော်တွေဘေးမှာသူကအဲ့ဒီကြောင်းကဒီလိုဆရာတော်ကြီးအပ်တော်ပြီးသူကမလီပဲနဲ့တောထွက်သွားပြီးတော့ဒီလိုကြောင်းအဲ့ဒါဒီလိုကြောင်းဖြစ်တယ်ဒီလိုကြောင်းပိုင်ဖြစ်တာဥဇောတိကရဲ့ဘေးနားမှာရွှေစီစီဆိုတော့ကြောင်းကြံပြီးရွှေစီစီရတဲ့ရွှေစီစီရဲ့အဲ့ဒီတပည့်တော်ရဲ့ချမ်းတပင်ရဲ့ဖိုဘောနောက်ဆိုင်သုံးဝင်တယ်အဲ့ဒီလိုကြောင်းဝင် ရှေ့စီတော့ရောက်ဘူးလေတော့ မှန်ရွှေစီ ရှေ့လေးရောက် ရွှေစီရတယ်ဒီလိုရဲ့ဟိုပြောမှအပိုင်နေတယ်ဒါနဲ့တော့သူခွဲတာအဲ့ဒီလိုကြောင်းဝင်ကြောင်းဒီလိုတစ်ခွဲလေးပဲ ဒီထိတ်မှာထမ်းတဲ့ဘေးကထိတ်လေးလေးမှာအရှိမဆူတောင်းပြီးအထက်မှာထမ်းတယ်ပဲနှစ်ခုပေါင်းလိုက်တော့ထမ်းတဲ့ဘေးဆူတောင်းကြီးအကြောင်းဆိုတယ်နှစ်ခုပေါင်းလာတယ်အပြင်ဘက်ကရွှေစီရီရကြတော့ဟိုကဆူတောင်းကြီးရကြတော့ဒီပရိုက်တာတွေလို့အထက်မှာကြတော့ဝင်ကြီးနဲ့နေတယ်ပေါ့
စိုးတက်လက်စားပြီးတော့ဝက်လာဆောက်ပြီးတဲ့တန်ခါတွေတော့ဒီနဲ့32အိမ်ကပေါ့အစင်ပြောင်းတဘာကောင်းကြီးလုပ်ပြီးတယ်ဒီလိုကြောင်းလေအဲ့ဒီလိုကမ္မထမ်းကြောင်းလေးတွေပေါ့ဒီလရှင်နေတဲ့ထားရန်နေတဲ့ထားအကျုံလုံးပြီးတော့နှစ်နှစ်ခွက်လောက်တော့ဝင်းမြင်လောက်ရှိသူကလည်းဒီလိုဆိုအနိုင်တလောက်ပြီးဟိုတပိတော့ကတော့သာသနာပြုဖို့အတွက်ရွေးချက်နဲ့လုပ်တာမဟုတ်ဘူးဒီတရားတွေကိုပြီးတော့မဖြစ်မနေလောက်ရမယ်ဆိုတဲ့အတိနဲ့လောက်တာလောက်တဲ့လို့လောက်တာတော့မဟုတ်ဘူးလောက်တင်လောက်ထိတာကိုလောက်တော့ဆိုပြီးတော့မပြည့်စုံဘူးတော့ဆိုပြီးတော့လည်းလိုအပ်တာရှိရင်စုံမလမ်းညွှန်ပြီးလို့ရတယ်ဒီတရားနဲ့ပတ်သက်လို့ဒီအများနဲ့စုံမလို့ ဒီပြားထုတ်တည်တော့အဲ့ဆရာတော်လေးစကတည်ယူ ဒီတော့ကဟိုဆရာကြီးကိုငင်ကတရားစခန်းမှာပဲနှစ်ကြိမ်လောက်ဝင်ပြီးအရင်ဆုံးဝင်ပြီးတယ် ဟုတ်ပြီ နှစ်ကြိမ်လောက်ဝင်ပြီးရင်မိုးကုတ်တရားစခန်းမုံလဲဆရာတော်ကြီးစေမန်ကုန်းအဲ့မှာလူဝင်းနဲ့လူဝင်းတော့နေတယ်ရန်ဝင်းနဲ့နေရတာဆရာကြီးကိုငင်ကအစမ်းတစ်ခါပဲကျန်တော့တပည့်တော်ကရှင်ရည်တရားတွေမိုးကုတ်ဆရာတော်ကြီးတရားတွေနောက်တော့ဥကောတိတာမုံလဲဆရာအဲ့တရားတွေကိုနာပြီးတော့ကောက်ကြည့်တဲမှုဆရာတော်ကြီးတရားဒီကတဲမှုဆရာတော်ကြီးတရားဆိုလို့ဒီတော့စာကိုဒီလိုမျိုးကြီးမဖတ်ဖက်နဲ့ဒီတော့ကျတော့စာကိုဒီတုတ္တဒီနားနဲ့တရားကိုအများနဲ့နားတယ်နားပြီးတော့နားပြီးမရအောင်တပုတ်သေးကိုဒီတော့အကျင့်400နားဒီတပုတ်ဒီပါဠိတစ်လုံးပေါ့ဘာလို့ဆူလာလဲဆိုတဲ့အဓိပ္ပာယ်ကိုပြီးတော့သိအောင်နဲ့ခန္ဓာနဲ့ကြိုက်လာတယ်မတိမချင်းဒီဟောပြန်ပြီးတော့စိတ်နဲ့သုံးသပ်ပြီးတော့ပြန်ပြီးတော့နားအဓိပ္ပာယ်ရှင်များဟောတဲ့တရားဆိုဒီလိုဘယ်နေရာမှာဒီလိုပဲတရားကျင့်တဲ့နေရာမှာဒီလိုအကျိုးကြီးလဲဆိုတော့ပြိဿသမုပ္ပါစင်ញံတော့ဒီလိုဝေဒနာ3မျိုးပေါ့ဝေဒနာနဲ့တဏှာကြားဖြစ်ဆိုပြီးမိုးကုတ်ဆရာတော်ကြီးကပေါ်ထားတယ်ရှိတယ်။ဒါဆိုဝေဒနာကဘာဝေဒနာဆိုတာဘာကိုပြောတာလဲဝေဒနာဘယ်နှမျိုးရှိလဲပေါ့။အဲ့တော့အချင်းချုံလိုက်ရင်တော့ဒုက္ခဒုက္ခဒါဒီအမောတဲ့ဒုက္ခဝေဒနာဒုက္ခဝေဒနာဥပိ္ပခဝေဒနာဝေဒနာ3မျိုးရှိတယ်။အဲ့ဒီအဲ့ဝေဒနာကိုလည်းစိတ်နေတယ်။စိတ်နေတော့ဒုက္ခဝေဒနာချမ်းသာဟုတ်ပြီချမ်းသာတော့လူကျင်တာတော့လူတိုင်းလူကျင်တယ်ဒါတော့တဏှာဖြစ်တာလက်သိမ်းအောင်ဒါပဲနဲ့ပြီးတော့စဉ်းစားတယ်ဒုက္ခဝေဒနာဘာလို့တဏှာဖြစ်တာလဲဆိုတော့ဒုက္ခဆင်းရဲတယ်ဘာလို့တဏှာဖြစ်ရလဲဒါကလည်းသူကဒီအကြောင်းတရားကိုဆင်းတယ်အဲဒုက္ခကိုမလိုချင်ဘူးဆိုတဲ့ဟာလေသူကမလိုချင်တဲ့ပုံမှာလည်းတော့ဟိုတော့ဒုက္ခကိုလိုချင်တဲ့ဟာကြောင့်လေလောဘလို့ဒုက္ခကိုမလိုချင်တော့လည်းပယ်တဲ့အတွက်ဒေါသကိုလည်းတဏှာရဲ့ဥထည့်တယ်ဒါနဲ့ပြီးတော့တုတ်တဲ့လိမ့်နဲ့ရှင်းရင်တော့လောဘကိုတဏှာလို့ပြောမဟုတ်ဘူးရဲတော့ဒေါသမလိုချင်ပယ်တာကိုသင်္ခါရဗိဓမာနီနဲ့ရှင်းမှဘူးသိကြတယ်ဒေါသဒီမကြိုက်လို့ပယ်ရင်သင်္ခါရမဟုတ်လို့ဗိဓမာနီကြတော့သင်္ခါရကိုတဏှာလို့ခေါ်တယ်ပြီးတော့ထုတ်တဲ့နည်းနဲ့တော့ သူကတော့အဲ့ဒီနေရာမှာရှင်းထားတာတော့ဒုက္ခဝေဒနာပစ္စယတဏှာတာဟုတ်တယ် မှန်ပါ ဒုက္ခဝေဒနာပစ္စယကြတော့သူကတဏှာဖြစ်တာမဟုတ်ဘူး မှန်ပါ အဲ့ရက မှန်ပါဘယ်ရတနာဖြစ်တာ ဝေ လဲ ဒနာဆိုရင်ဒေါသ ဒေါသပဲ ဒုက္ခဝေဒနာပစ္စယတော့တော့ မှန်ပါ ဒါပဲဒေါသဆိုတာသူကြိုက်မဟုတ် မှန်ပါ အကြိုက်မဟုတ်တော့ဒေါသဖြစ်တဲ့အခါမှာအဲ့ဒီဒေါသရဲ့ချုပ်ငြိမ်းရကိုရှားပြန်တဲ့အခါကျတော့သူတပွဲကြော်လိုက်တော့တဏှာပြန်ဖြစ်တယ် မှန်ပါမှန် အဲ့ဒါကြောင့်မို့လို့အဲ့ဒီမှာ အဲဒီလိုအဲ့လိုလဲဆင်ញင်ပြီးပါတယ် ဟိုရင်ဝေဒနာနဲ့ပတ်သက်ပြီးတော့ဝေဒနာတန်ရုပ်ဆိုတာလေးတွေဖတ်ကြည့်လိုက်နော် မှန်ပါရှင်များဆောင်စီလဲပြီးတော့ တယ်ပါ စောက်လေးလည်းရှိပါတယ်အဲ့ဒီပြစ္ဆသမုပ္ပါဟိုပဋ္ဌာန်းနည်းနဲ့လေးတာ30ခြင်းဆိုတဲ့စောက်လေးလည်းရှိတယ်ခွေလည်းရှိတ သူ ယ် ကဒုက္ခယဝေဒနာယပဋိကဒုတိယဒုတိယဒုက္ခဖြစ်ရင်တဏှာဖြစ်တာမဟုတ်ဘူး မှန်ပါ ဒေါသဖြစ်တယ် မှန်ပါ ပဋိကဒုတိယကိန်းနေပေါ့ မှန် ဒု ပါ က္ခဖြစ်လို့ရှိရင်လူတိုင်းမှာဒေါသဖြစ်တယ် မှန်ပါ ဟုတ်မခံဒေါသဆိုတဲ့ထဲမှာဟိုပြင်းထန်တဲ့ဒေါသရှိတယ်လို့စုံနေတဲ့ဒေါသရှိတယ် မှန်ပါမှန် ဒု ပါ က္ခကိုမလို့ချင်တဲ့ပုံလီတဲ့ကြောက်ရွံ့တဲ့အဲ့ဒီဒုက္ခဝေဒနာဖြစ်လို့ရှိရင်ပဋိကဒုတိယဆိုတဲ့ဒေါသရင်ထဲမှာခိုင်းတယ်ဖြစ်လာတယ် မှန်ပါ ဒုက္ခယဝေဒနာယရာခဒုတိယဒုတိယဒုက္ခဝေဒနာဖြစ်ရင်ရာဂဖြစ်တယ်ဒါကဒီကပုံမှန်ပဲ ပုံမှန်ပဲတွေ့ရပါဘူး တော့ပရိစ္ဆာတို့ဘာကြတော့ဘာလို့ဝေဒနာပစ္စယတဏှာပဲကိုခေါ်တယ်လဲဆိုတော့ဒုက္ခကိုမပြောဘဲနဲ့ဒီဘက်ကိုဘာကြောင့်ပြောလို့ဆိုအဝိဇ္ဇာနဲ့တဏှာကဒီပရိစ္ဆာတို့ဘာအဓိကနှစ်ခု မှန်ပါ အဲ့ဒါကြောင့်လို့အဖြစ်များတာကိုကြည့်ပြီးတော့မြတ်စွာဘုရားဝေဒနာတစ်ယောက်နဲ့ယထာပြီးတော့ဝေဒနာပြီးလို့ရှိရင်တော့က
တဏှာဥဆောင်တဲ့အပိုင်းကိုဆက်ဖို့လည်း မှန် မရှိ မှန်မှန်မှန် နော် မှန် အဲ့ရိုက်တော့မဟုတ်ဘူး တိုက်ရိုက်တော့ဟောလို့မရဘူးဒါပေမဲ့ဒီတော့ဒီလိုတပည့်တော်ရဲ့သုံးသက်ချက်လေးအဲ့တော့ဒီဒုက္ခဆိုရင်ဒုက္ခဆိုဘယ်သူမှမလိုချင်ဘူးအဲ့တော့ဒုက္ခကိုမလိုချင်ခြင်းရဲ့အတိတ်ပဲဒီသူကဒုက္ခချမ်းသာကိုလိုချင်ခြင်းဆိုတဲ့အတိတ်ပဲဒီလိုမျိုးပေါ့တည့်ရက်ကိုပေါ့ဒီလို ဘယ်ကြောပေါ့ တကွက်ကြော်ပြီးပြန်စဉ်းစားတယ်ရှင်ကခုနကတော့တကွက်ကြော်ပြီးပြန်သုံးသက်တယ် ဟုတ်တယ် ဒုက္ခကိုမလိုချင်ဘူးဆိုတာဒုက္ခကိုလိုချင်တာတကွက်ကြော်ပြီးစဉ်းစားတော့ဒုက္ခကိုလိုချင်တဲ့အတွက်ဒါကိုလည်းတဏှာလို့တော့တယ်ဒီတော့ဒီဓမ္မနည်းနဲ့ကောက်တော့ရှင်းတယ်ဒီပယ်နေတဲ့ဟာကိုသင်္ခါရလို့ပြောကောက်တယ်ပြုလုပ်နေတာသင်္ခါရပြီးတော့ဒီဓမ္မနည်းနဲ့ကျတော့ပြုလုပ်သင်္ခါရကိုတော့ကောက်တယ်သင်္ခါရကတဏှာကိုမနောသင်္ခါရကိုပြမနောသင်္ခါရ အဲ့ က ဒါ တဏှာ တော့တဏှာလို့ယူလို့မရ ပြုလုပ်နေ သင်္ခါရဆိုတာရှင်းရပွား မှန် သင်္ခါရဆိုတာအလုံးကိုခေါ်တာ မှန်သင်္ခါရအလုံး ဟုတ်တယ်ကိရိတာမှာသင်္ခါရပုံကိုခန္ဓာတွေရောပါရောပုံမှာသင်္ခါရတွေပဲပေါ့ မှန် သင်္ခါရကလုံးပြောထားတဲ့တခါ မှန် ရှုပ်လက်သင်္ခါရပဲနားလည်းအဲ့ဒီမှာဝိတ္တုဒီမဲ့ရှင်းတာလေးရှိတယ် မှန် ဒုက္ခိဒုက္ခပတ္တိယတိမကြိုက်တာနဲ့တွေ့တဲ့သူကဒုက္ခအောင်တောင်းတာ မှန် အဲ့ဒါကြောင့်ဝေဒနာပစ္စယတ တဏှာ ဏှာ ဖြစ်ရ ခေါ် တယ် တယ် အဲဒီတော့အဲ့လိုလည်းသုံးသက် ဟုတ် တ တယ် ယ်အဲ့ဒါဝိတ္တုဒီမဲ့မှာဆိုထားတဲ့တခါဒုက္ခိဒုက္ခဒုက္ခရောက်ရင်ဒုက္ခချမ်းသာကိုတန်တာ မှန် ဒုက္ခိပဲရောက်ပြီအဲ့ဒီချမ်းသာတွေ့ရင်တော့ပို့လို့ချင်တော့ ဟောမှန်ဒီအဲ့လိုတော့သုံးသက် နဲ့ပတ်သက်လာရင်တဏှာကြီးပဲဆိုတာအဲ့ဒီအတိတ်ပဲတော့ နော်ဆင်းရဲတွေ့ရင်လည်းလိုချင်တာ ဟုတ် သူ့ကိုလိုချင်တာမဟုတ်ဘူးဒုက္ခကိုတန်တာ ဒါအဲ့လိုတော့မြင်နေပဲအဲ့လိုမြင် ဒု တော့ က္ခဖြစ်ရင်ဒုက္ခကိုတန်တာလေဒါကြောင့်မို့ဒုက္ခနဲ့တွေ့တယ်တဏှာပဲဖြစ်တယ်ဆိုတဲ့အတိတ်ပဲလို့ပြော မှန် ဝေဒနာတန်ရုပ်ကြတာလို့မဟုတ် ဟော ဘူးဝေဒနာတန်ရုပ်ကြတော့ဒုက္ခအရာဝေဒနာအရာပဋိက္ခလို့ပြောတယ်ဒုက္ခဝေဒနာဖြစ်လို့ရှိရင်ရှင်နဲ့မှာဘုံရတဲ့စိတ်ကပေါ်လာ မှန် အဲ့ဒါတော့သူကနဲ့သူအကြပေါ့နော် ဒီအဲ့လိုလေးလည်းသုံးသက်မိတယ်အဲ့ဒါနဲ့တပိတော့နောက်သုံးသက်တာကပြန်လဲဆိုတော့ဥပိ္ပခဝေဒနာဥပိ္ပခဝေဒနာဘာလို့တဏှာဖြစ်တယ်ဒီဟာကိုတပိတော့ဆင်ញင်တော့တပိတော့မသိတော့ဘူးဒုက္ခဝေဒနာကိုလည်းတဏှာဖြစ်တာလက်ခံတယ်ဒုက္ခဝေဒနာကိုတဏှာဖြစ်တာလည်းလက်ခံတယ်ဒါနဲ့ဥပိ္ပခဝေဒနာတဏှာဖြစ်တာကိုဒီမှာဆင်ញင်တော့ပြိဿသမုပ္ပါဆင်ញင်တာကိုတရားကျင့်တော့ပြီးတော့မတွေ့အဲ့တော့ သူကဒီတော့သူကဒုက္ခနဲ့ထဲထားတာ မှန် ဥပိ္ပခကဒုက္ခနဲ့အလားတူတယ်ပေါ့ ဟော အဲနောက်ဆက်နေတဲ့အနေထားဆိုတော့စိတ်ကြိုက်နေ ဟောအဲ့ စိတ်ကြို ဒါ က်ဖြစ်တဲ့အတွက်ကြောင့်တဏှာပဲဖြစ်တယ် ပြီးတော့ကျတော့ပြီးတော့ဆင်ញင်ပုံလေးပြီးတော့ရှောက်ပါ อืม အဲ့ဒါတပိတော့မသိဘူးပြမသိတော့ဒီတော့တရားမထိုင်တော့ဖြုတ်လိုက်တယ်ဒီပြီးတော့အကြောင်းကျိုးညီသွားတယ်ပဲရှင်များတရားကိုနားနေတယ်နားနေတော့ဒီခဏဒီပြစ္ဆေသမုပ္ပါအင်္ဂါစနဘောကိုပဋ္ဌာန်းနည်းနဲ့လေးလာသုံးသက်ခြင်းဆိုတဲ့ခါလေးကိုပြီးတော့နားထောင်တယ်အဲ့ဝေဒနာသုံးခုကိုရှင်များဟောထားတာလေပြီးတော့နားကြတော့ဥပိ္ပခဝေဒနာကတဲ့ဘယ်လိုဥပိ္ပခဖြစ်လဲဆိုတော့မောဟဖြစ်တယ်မောဟသူတဏှာအုပ်စုလည်းရောက်တာမောဟအဝိဇ္ဇာလည်းရောက်တယ် မောဟဖြစ်တယ် မောဟမောဟဖြစ်တဲ့အပိုင်းမျိုးရောက်သွားအဲ့တော့တပြည့်အဲ့ရပြီးတော့ညံလင်းသွားတယ်။အော်နှုတ်သားပဲဒီဝေဒနာဒီမှာငါမောဟဖြစ်တယ်။တပြည့်တော့ဥပိ္ပခဆိုရင်တတိယတွေရဲ့ဝိဇ္ဇာဥပိ္ပခကိုပဲသွားယူ။တကယ်တော့မောဟဥပိ္ပခဖြစ်နေတာကိုတပြည့်တော့မသိဘူး။အဲ့တော့ရှင်းပြတဲ့ဟာတွေကြည့်လို့ပြော ပိ တော့ ခဖြစ်လို့ရှိရင်ဒုက္ခတော့သိတယ်သူက မှန်ပါ ချမ်းသာတာသူလည်းသိတယ် မှန်ပါ ဒုက္ခဖြစ်ရင်လည်းသိတယ်ဥပိ္ပခကျတော့သူကသိမွေးသည့်အတွက်ကြောင့်မသိလိုက် မှန် သိ ပါ လိုက်လို့မောဟဖြစ်တယ် မှန်ပါအဲ့ဒါ အဲ့လိုဆိုလို့တော့ဥပိ္ပခကခံစားမှုကမထင်ရှားဘူး မှန် မ ပါ ထင်ရှားသည့်အတွက်ကြောင့်ဒုက္ခလည်းမဟုတ် ဒုက္ခလည်းမဟုတ် အဲ့ဒီချာမှာဆိုတော့ မောဟဥ မ ပိ္ပခ သိလိုက်တာ မှန်အဲ့ဒါမောဟဥပိ္ပခလို့ပြောတယ် အဲ့ဒါဥပိ္ပခကတော့မောဟလို့ပြောတာမဟုတ်အဲ့လိုမသိလိုက်ခြင်းဒီမောဟပဲ မှန်ပါမှန်ပါ နော်သူရဲ့စိတ်ကတည်းကရှိတယ်ရှိရမယ်လို့သူကဒီငင်းတက်လေးဖြစ်သွားတာဆိုတော့သူကသူ့ကိုမမှတ်လိုက်နဲ့ မသိတော့ဘာမှမ မှတ်လိုက်တယ်လို့ရှိရင်အဲ့ဒါကြောင့်ဝိရဏတိုင်းလို့ပြောတော့ဒုက္ခမဒုက္ခအရာဝေဒနာအရာအဝိဇ္ဇာဒုတိယဒုတိယ မှန်ပါမှန်ပါ နော်အဲ့ဒီဝေဒနာဖြစ်ရင်အဝိဇ္ဇာဒုတိယဖြစ် ဒီလိုအဲ့ဒါလေးနားထောင်ဖုံဖုံရှင်းပြတဲ့ဒီဟာလေးကိုနားထောင်လိုက်တော့တပည့်တော်ရှုတက်သွားတယ်ချက်ပြီးတော့ဒီပြစ္ဆေသမုပ္ပါတပည့်တော်မသိဘဲနဲ့မကျင့်တယ်ပြီးတော့တိလိုက်တော့ဒီဥပိ္ပခဒီဒါပါလားမောဟပါလားဒီမောဟနဲ့တဏှာဖြစ်ရပါလားဆိုပြီးတယ် သူ့ကိုမသိတော့မောဟဖြစ်တယ် ဒီလိုအဲ့ဒါနဲ့ဆက်ပြီးတော့စိတ်ဝင်လို့ရတယ်ဒါဖုံဖုံရဲ့ဒီတရားကိုနာခြင်းရဲ့ဒီလိုအကြီးကြီးစုကိုနော်ဒီပြစ္ ရ ဆေ သ သမုပ္ ဗျာ ပါ ဟောတာတော့ဘုရားဟောတဲ့တရားနေရှင်းပြ မှန်ပါဖရာဟောတဲ့တရားဒီလိုအဲ့ဒါလေးကိုရှင်များ
ပြန်တော့ဆရာဟောတဲ့တရားတွေကိုဘုံဘုံကပြန်ပြီးဟောထားတဲ့အပေါ်နဲ့ဒီပြီးတော့ဒါလေးကိုငါကြားရတဲ့အတွက်ဒီပြီးတော့အခုလိုထူသွားတယ်နော် ဝိတ္တမေကြတော့ဘာဆိုတာတော့ဆိုဥပိ္ပခပါဏတန္တတာဒုက္ခမရှိဝါပါဠိတာဥပိ္ပခကဟိုဒုက္ခလို့လည်းမလှုပ်ရှားဘူးဒုက္ခလို့လည်းမလှုပ်ရှားဘူးရိမ့်တဲ့အနေထားရှိတယ်အဲ့ဒါကြောင့်သူ့ကိုဒုက္ခလည်းပဲထည့်ပြောလိုက်တယ် မှန်ပါ ဝိရဏလို့ပြောချင်ရင်ဒုက္ခလည်းပဲ ဟောတာတန်ရုပ်တော်တယ်မှာပေါ့ ဟုတ်တယ်ဟုတ်တယ်ဟိုရင်ဝိတ္တတိပဲ ဝိသုဒ္ဓိမတန်ရုပ်တော် ဥပိ္ပခပါဏတန္တတာဒုက္ခမရှိဝါ နော် ဥပိ္ပခဟာရိမ့်တဲ့အေးချမ်းသည့်အတွက်ကြောင့်သူ့ကိုဒုက္ခလည်းမထည့်ဘူးဒုက္ခလည်းထည့်လိုက် မှန် အဲ့တော့ဒုက္ခလည်းထည့်လိုက်တဲ့ဆိုရင်မသိရင်မောဟဖြစ်ပြီးသူငြိမ်သက်တာကိုသာရရင်တဏှာပဲပြန်ဖြစ်သွား မှန် အဲ့ဒီအိဗယ်ဆို ဝမ်းသာပါဗျာဒီလိုအဲ့ဒါလေးကိုစဉ်းမြင်ပေါ့အနုတော်မိတော်သုံးသပ်စဉ်း ဘယ်နေရီတရားကျဲဖိုင်နဲ့ မှန်ပါ အဲ့တုတ်တန်လေးတွေကိုလည်းရ ဒီ ဖတ်ကြည့်လိုက် ဒီ ရ အခြေခံလေးတွေဒီလိုလေးလိလာနေသေးတယ် ဖိုင် ပြီးတော့လည်းလိလာနေစာရင်းနဲ့ဒီပြီးတော့ဒီခန္ဓာမှာတွေ့တဲ့တရားနဲ့ဘုံဘုံရဲ့ဒီဟောတဲ့တရားတွေဒီဘုရားဟောတဲ့တရားတွေဒီတော့အကုန်ပြန်ကြိုက်တာလို့ပြော အဓိကအဲ့ဒီတန်ယုတ်တပါဠိကိုဖတ်လို့ရှိရင်ခန္ဓာဝေကတန်ယုတ်ဘာသာပြန်နေတဲ့ရှိရတယ် မှန်ပါ ခန္ဓာဝေကတန်ယုတ်ပြီးတော့သတ်လိုက်တဲ့နောက်ဝေကတန်ယုတ်အဲ့ဒီမှာဝိရဒတန်ယုတ်လည်းရှိ မှန်ပါ အဲ့လိုလေးလည်းလို့ရှိရင်ရှုရလေးပြီးပြီးတော့ပေါက်တာကိုယ်တိုင်လုံးနေပြီးပြန်ပို့လို့ပဲပေါက် မှန်ပါ နော်တရားကျင့်နေတဲ့ပုဂ္ဂိုလ်ပို့တော့ပေါက် မှန်ပါဒီတော့ကျတော့အဲ့ဒီစာတွေတော့ဒီတော့ပဲပြီးပြတ်တာလေဘယ်လိုပြောတော့ပို့ပြီးတော့အများကြီး၆ခုပြီးပြီးတော့အရေးကြီးတာလေနော်ဒီကပယ်လို့မရတယ်အဲ့တော့ဒီပရိယတ်ပိုင်းနဲ့ပရိပတ်ပိုင်းဟာတချို့မသိတဲ့လူတော့အငင်းကုန်ဖြစ်ကြတယ်နော်ပရိယတ်မရှိဘဲနဲ့သာသနာပြည့်မလာဘူးတချို့ကလည်းအကျင့်မပါဘဲနဲ့ဒီဟာသိရတယ်ပရိယတ်ကလည်းမဟုတ်ဘူးဆိုပြီးဒီလိုအငင်းကုန်တယ်ပါတယ် ဟုတ်ဆယ်အဲ့ဒါ ဟုတ်ဆယ် ညရမယ်ဟာ တပိတော့လည်းအဲ့ဒါလေးကို တယ်ဘူးလေ တပိတော့လည်းမငင်းခိုင်းဘူးတပိတော့ဘယ်လိုပြောလဲဆိုတော့ဒီပရိယတ်ဆိုတဲ့အတိမပါဘဲနဲ့ပရိပတ်လည်းကျင့်လို့မရဘူးအဲ့တော့ဒီပရိပတ်ဘယ်လောက်ပဲကျင့်ရင်ဒါပရိပတ်မဖြစ်ဘူးနော်ပရိပတ်ဘယ်လောက်ပဲကျင့်ရင်သူကလည်းအဲ့တော့ပရိယတ်မပါရင်တရားမဖြစ်ဘူးပရိယတ်ဘယ်လောက်ပဲပါပရိပတ်မကျင့်ရင်လည်းသူကတရားမဖြစ်နိုင်အဲ့တော့ဒီပရိယတ်နဲ့ပရိပတ်နဲ့ပေါင်းတော့မှတော့ပရိဝေဒဉာဏ်ဆိုတော့ဒီဓမ္မစကားဓမ္မတော့ဓမ္မပေါ်လာတယ် ဒီ အဲ့ လို ဒါ ပဲပြောနေကြလို့ပါ မှန်ပါ မှန်တယ်တင်ယူခြင်းနဲ့ကျင့်သုံးခြင်းတို့ပြောလိုက်ကတ်နေတာ ဟောမှန်ဟုတ် ဟု တယ် တ်တယ်သူရဲ့မျက်စိထဲမှာပရိယတ်ဆိုစာလေးလိုက်ကြည့်တော့ပြင်ပြ ဟုတ်တယ်မှန် ပฏิပတ်ဆိုရိတ်တာလေးတော့ပြင်ပြအဲ့မှာတစ်ခုဖြစ် မှန် မှန် ကွဲနေ ရိတ်တာလည်းပရိယတ်ရှိတယ် ဟုတ်တယ် ရိတ်တာလည်းဒီကမ္မထာအထုပ်ပြီးတင်တာပရိယတ်ဖြစ် ပရိယတ်အဲ့ဒါကိုမကွဲဘူးရဲ့ ကိုယ်ကပရိယတ်ဒီဆိုတာတင်ယူခြင်း သင်ယူခြင်းမှန် တရားနာရနဲ့တင်တာပဲ ဟုတ်ပါဘူးပြင်ညာအဲ့ဒါတတိတော့ဒါလေးရှင်များဖုံဖုံထောက်ပြလိုက်တော့ဒါလေးကပိုပြည့်စုံသွားတယ်ပေါ့နော် ဟုတ်တယ် အဲ့တော့ဒီသင်ယူခြင်းနဲ့ကျင့်သုံးခြင်း စစ်သုံးဆုံး အဲသင်ယူခြင်းနဲ့ကျင့်သုံးခြင်းဆိုရင်ဘာမှပြောပြမလို့တော့ဘူး ပရိယတ်ဆိုတာ ဟုတ်တယ် ရသဗျာ တရားဒိဋ္ဌာမှာမရှိဘူး တရားထုတ်ပြီးတင်တယ်ပရိယတ်သူရအဲ့တရားထုတ်ပြီးတင်တာကျတော့ပฏิပတ်တော့ထင်နေတယ် မှန် မဟုတ်ဘူးသင်နာမှလည်းပြပရိယတ်နေတရားနာထောင်းတယ်တတ်တဲ့တင်တာပဲရှိတော့ကသင်တဲ့ဆိုတာစာအုပ်ကြီးဖတ်ပြီးသင်နေတာမဟုတ်ဘူးဘုရားဟောတာကိုနားဆိုင်ထောင်း မှန်မှန် အဲ့ဒါသင်ယူခြင်းပဲ မှန် ဒါဘုလို့စာပေတင်တဲ့ကမှာဩဃဟပရိပု္ပ္ပာဒီနှစ်ခုရှိတယ်ဩဃဟဆိုတာပြောတဲ့စကားလုံးမျိုးမှတ်ယူဖြစ် မှန် ပရိပု္ပ္ပာဆိုတာအဲ့ဒီစကားလုံးရဲ့လက်တိတ်တဲ့ဘယ်လိုလိုက်တာကျတော့လဲဆိုတာမှတ်ယူအဲ့ဒီနှစ်ခုပေါင်းလိုက်မှပညာဆိုတာတက်လာ မှန် ဟုတ်တယ်အဲ့တော့ဘုလို့စာရင်းတင်ဆောင်စာဝဲရီဖြစ်တာမှပရိယတ်တိမဟုတ်ဘူးပရိယတ်တိရဲ့အတိတ်ပဲတင်ယူခြင်းပဲပฏิပတ်ဒီကအဲ့ဒီကျင့်သိထားတဲ့အတိုင်းจิตသုံးခြင်းပဲ မှန် အဲ့ဒါဆိုလို့ရှိရင်မြင်ရတယ် မြင်ရတယ်ပြီးတော့လည်းအဲ့လိုပဲရှင်းပြတယ်ဆို ဟုတ်တယ် ဒီပရိယတ်နဲ့ပရိပတ်ပေါင်းဆက်မှရမှာပရိယတ်မပါဘဲနဲ့လည်းပရိပတ်မဖြစ်ဘူးပရိပတ်မပါဘဲနဲ့လည်းဒါပရိဝေဒမဖြစ်မှာနော် ပရိယတ်နဲ့ပရိဒီပြီးတော့အဓိကပရိဝေဒပြောင်းသွားအောင်ဉာဏ်ပြောင်းကြည့်ရမယ် ဟုတ်တယ် ဉာဏ်ပြောင်းကျင့်ဖို့ဆိုရင်ပရိယတ်လည်းပယ်လို့မရဘူးပရိပတ်လည်းပယ်လို့မရဘူးပရိယတ်နဲ့ပရိပတ်နဲ့အဲ့တော့သင်ယူခြင်းနဲ့ကျင့်သုံးခြင်းဆိုရင်ဒါပြည့်စုံသွားတယ်နော်အဲ့ဒါဆိုရင်ပရိဝေဒဉာဏ်တော့ဖြစ်ဖို့ဖြစ်မှာပေါ့နော် ကျင့်ရမရှိပါဘူးဗျာ ဒီကမရှိဘူး နော်ကမ္ဘာထားတော့ဒီတင်တာပရိယတ်အဲ့လိုပဲနားလဲဖို့လိုပဲပေါ့
မှန်မှန်မှန်ကောင်းပါ ဘယ်ဆရာတော်စီကောင်းပြီတော့အထောက်ရတယ်ဆိုတာတင်တာပြည့်ရ ဟောဒီရိတ်တမှာတော့တဲ့ရိတ်တာတွေမှာဝင်ပြီဆိုတော့ပရိယဖြစ်နေတယ်နော်ဆရာ ပြည့်ရတာ သင်္ကားနေပြီးတော့ပြီးရ ပါ ပါ ပြီ ပြီ လားတဲ့ မှန်ပါမှန်ပါ ကျဖို့ပြည့်ကျင်တာပြည့်ရပြီ မှန် အဲ့ဒီတိုင်းလက်တွေ့လိုက်တာချင်းဟာပြည့်ပါဆိုတော့ကျန်ဆောင်ရတာပပပတာအခရဏအခုတော့ကနေဘလို့ရဘူးလို့ဆိုတာဒါတင်လိုက်တာပဲလေ မှန်ပါ ဟုတ်တယ်မလား တင်ပါ တော့လက်တွေ့ကျင့်သုံးတဲ့အခါကျအခုလို့ဆိုရှောင်းဒါပြည့်ပါလက်တွေ့မှာအခုလို့ဆိုလို့ဆောင်းလိုက်အဲ့တော့ပြည့်ရနေပြီဆိုပေါင်းဆက်နေတာ ပေါင်းဆက်မှန်ပါ ဒါကြောင့်ဟိုတုဒ္ဒဆိုတဲ့စကားလုံးကိုအတိပဲဖွင့်တဲ့အခါဘုရားကိုယ်တိုင်ဖွင့်တာပါတော့တုဒ္ဒသာတာဝသတပရိစိတာပဏတလူပိခိတာလူပိခိတာဒိဋ္ဌိယသုတ်တိဝိဒဆိုပြီးတော့ဆင်လေးတွေပြထား မှန်မှန် နော်ရသော်ရဟောတဲ့တရားကိုနားတယ်နားပြီးရင်မှတ်ထားတယ်မှတ်ထားပြီးတော့မပေးအောင်လေ့ကျင့်တယ် မှန် ပြီးတဲ့အခါကျအတိပ္ပယ်နားလဲအောင်စဉ်းစားတယ်အတိပ္ပယ်နားလဲတာပฏิပတိပဲ မှန်ပါ လက်တွေ့ကျင့်သုံးကြည့်တယ်အဲ့တော့ငါတော့တော်ဒီပါဒီဝရီနဲ့ပဲ မှန် ဘယ်ပေါ် practical မှန်မှန်အဲ့တော့အဲ့တိုင်းတော့ပါလေ အဲ့တိုင်းပါပဲအဲ့တိုင်းပါသူတို့ကတုဝေရတော့တော့ကျင့်တဲ့တာတဲ့ဒီဝရီကိုကြည့်ပြီးတော့လက်ထဲဝင်ပြီးတော့စာသက် မှန်မှန်မှန် တာတော့ပဲအဲ့တော့ဒီဝရီတွေတော့ရကြတယ်စသက်မှုမလုပ်ဘူးဆိုရင်တခြားပဲ မှန်မှန်မှန် တော့စံတတ်မှုတော့လုပ်တယ်ဒီဝရီမသိဘူးဆိုလို့ရှိရင်ရလုပ်နေတာဖြစ် မှန်မှန် ဟုတ်တော့လား မှန် နှစ် မ ခု ပြည့် လုံး တော့ ဟာ မပြည့်တော့နှစ်ခုပေါင်းမှပြည့်လို့ နှစ်ခုပေါင်းအောင်ဒါပြဲတယ်ပဲ မှန်မှန်အဲ့တော့လည်းပြီးတော့တင်ကြားပါတယ် ဟုတ်ပါ အဲ့တော့ဘယ်မှာပြလို့မ တ လဲ ကယ် အဲ့ရ ပြော အောင် မယ်ဆိုရင်ရှင်းရှင်းလေးပါ မှန်မှန်မှန် ဩဟုတ်တယ်ပေါ့ဆက်ပြီးတမင်ချက်တပါးလေးပဲတမင်ချက်ဒီတော့တယ် မှန်မှန် ပြီးရင်ကိုယ်တိုင်ချက် မှန်မှန်ဒါပါပဲ ဒီတိုင်းပဲဘာမှမထူအဲ့ဒါထွင်းချက်ဒီတင်တာပြည့်ရကိုယ်တိုင်ချက်တာဒီလိုပဲ မှန်မှန်မှန် ထွင်းချက်ဒီတော့တင်တယ်မချက်ဘူးဆိုရင်သူပြည့်ရပဲရှိတယ်ဒီပဲ မှန် ကိုဆရာဝန်ဒီစေမကူဆိုတာစေပြချင်တော့တင်တာလေပြည့်ရတော့ရှိလက်တွေ့မကူဘူးဆိုပြိပမရှိတော့ မှန်မှန် မအဲ့တော့အဲ့ဒီတော့မှပဲအားလုံးဒီတိုင်းပါကာပေါင်းတင်တာလေပြည့်ရပဲ မှန်မှန် လက်တွေ့ကိုမကာပေါင်းနေပြိပပဲဆိုတော့အဲ့ဒါကိုတော့မြင်နေကြတာ မှန်မှန် ပြည့်ရဆိုစာသစ်လိုက်ကြည့်တဲ့ပြန်ချိုးထိုး မှန်မှန် နော်အဲ့ဒါတော့မဖြစ်တဲ့ဘူးပေါ့နော် မှန် ကျွန်တော်ရအဲ့ဒါတင်းနေတော့လေပြည့်ရတဲ့ပြိပညင်းခုံတဲ့ခုတော်တော်ရော့သွား ဘုံဘုံ ကောင်း ကောင်းပါလေဘုံ ဟို ဘုံ လိုလေတော့ကတို့တို့ပြပြောတာ မှန် ဟိုလိုလေတော့တို့တို့ပြပြော မှန်မှန်မှန် ပြည့်ရတဲ့တော့လည်းပြိတ္တိကိုပုတ်ခတ် မှန်မှန် ဘာလို့ပုတ်ခတ်တော့ဆိုရင်ပြည့်ရတဲ့သမားကိုပြိပတ်ကပုတ်ခတ်တယ်မင်းတို့ကတွားကြောင်းသားတွေတွားတော့မတော့ရဘူး အခါကျရင်တုတ်ဆဘောဓိလာတုတ်ဆဘောဓိလာလည်းလုပ်သေးတာ အဲ့ဒါလေတခါတလေကြတော့ဟောရတယ်သစ္စာပြကဒုက္ခလို့သူ့ကိုပြောတာစတ္တလို့ရှုတ်ချတာမဟုတ်ဘူးစတ္တပြီးအလုံးမလုံးလို့ မှန်မှန်မှန် အဲ့ဒါကိုတော့ပေါ့ဘူးလို့ပဲ မှန်မှန်မှန် စတ္တတာကိုမြတ်စွာဘုရားမရှုတ်ချ မရှုံးချဘူးစာတတ်ပြီးတော့လက်တွေ့မကျင့်သုံးလို့ ဟုတ်တယ်အဲ့ဒီဘိုင်းကိုရှုတ်ချတာ မှန်မှန်မှန် အဲ့တော့စတ္တတာဒီပြင်အပြစ်တို့ဖြစ်နေပြန်ရောအရှိပဲပါအဲ့ဒါပဲ မှန်မှန်ဟိုအဲ့တော့အနိုင်လူလို့ ဟုတ်တယ်အဲ့တော့သူနဲ့သူပုတ်ခတ်တဲ့ပုံစံဖြစ်တာတော့ မှန်မှန်မှန် ပုတ်ခတ်တဲ့ပုံစံအဲ့ဒီဟာတွေကတော့မကောင်းဘူးမလုပ်သေးဘူးမဖြစ်လည်းမဖြစ်တဲ့ပေါ့ချင်းချင်းပုတ်ခတ်ရမယ်ဟာလည်းပုံပြစကားတွေပြတော့တော့လေမြတ်စွာဘုရားရဲ့တော့ဆန္ဒကိုနားလည်ပဲဆိုလို့ရှိရင်မြတ်စွာဘုရားတင်နဲ့တင်ကျင့်နဲ့ကျင့်အကျင့်ကိုကြည့်ပဲဥဒ္ဒါပေးဟောတာမဟုတ်ဘူးနောက်ပိုင်းကျတော့ဟိုတုတ်တန်တော်ကြပြမှာနံပါတ်1ကိုကျင့်တည်တာကောင်းလို့နံပါတ်2ဘောဓုတ္တရှိအောင်လို့ဘောဓုတ္တဆိုတာသင်ခိုင်းတာပဲလေသီလသုတ္တအဲ့နဲ့ မှန်မှန် ပြီးတော့မှတရားသူတွေသွား မှန်မှ အ န် ထီးကအချိန်ကအကြောင်းတစ်ခုကသီလနဲ့သူတာ မှန်မှန် သီလရှိရမယ်သုတ္တရှိရနောက်ပိုင်းမှာမြတ်စွာဘုရားလို့ခေါ် မှန်မှန် ရှေ့ပိုင်းမှာဒီသုတ္တကိုထဲ့ကိုခေါ်တယ် ဟောမှန်မှန် အနကဝေနာတော့ပါဆိုရင်သာသနာ့ဘောင်ရောက်လာတဲ့ခွေတယ်ကိုတော်လေးယဟန်ငယ်လေးတွေကိုမြတ်စွာဘုရား
ဆရာတော်ကိုပိတ်တယ်မင်းတို့တိုက်တော့ညာသာသနာ့ဘောရလာမရှိလာကြတိလာနဲ့တိတ်ခတ်ဦးတွေကိုဟိုလည်းပေါ့လေးစားပြီးတော့လိုက်လာပြီးတော့ကျင်းညာတော့အိမ်တွေကိုထိတ်သိမ်းညာတော့စကားကိုနည်းနည်းပဲပြောတော့အကြောင်းဒီပါနေအပြစ်မှအောင်အဲ့ဒါစားတဲ့ဘုံပေါ့ မှန်မှန်မှန် အဲ့ဒါရှိပိုင်း မှန် နောက်ပိုင်းကျတော့ဘုရားဟောတဲ့တရားတွေကလည်းများလာတယ်များလာတဲ့အခါကျဒါသိဖို့ကကိုယ်ရေးကြည့်တာဘုရားကိုယ်တိုင်ကလည်းအနှစ်80ပဲဒီမှာဆိုတော့45နှစ်ဘုရားဘုရားမရှိတဲ့အခါကျတော့ရသော်ဘုရားသူ့ကိုယ်စားဖြစ်ဒီတရားတွေထားလိုက်ပါဦးအဲ့ဒါကြောင့်မို့လို့ဒီတရားတွေကပို့ပြီးတော့ရေးကြည့်လာ မှန် ငါမရှိတဲ့နောက်ငါဟောတဲ့တရားဒါပြည့်ညက်ခဲ့တဲ့ဝိနည်းတွေကမင်းတို့ရဲ့ဆရာပဲလို့ပြောခဲ့တာ မှန်မှန် ပြီးတော့နောက်တစ်ခါကလည်းရှောတဲ့မှာပတ်သက်ပြီးကောင်းမှာပတ်သက်ပြီးမင်းတို့ဓမ္မတွေ့မှငါတွေ့ မှန်မှန် ပုဂ္ဂလာတွေ့နေရောတဲ့ဘုရားမသိကြပါသိပါလိမ့် မှန်မှန်မှန် ဘုရားသိမှဘုရားမသိတာလေ မှန်မှန်မှန် အဲကြောင့်ငါတွေ့ဓမ္မတွေ့မှငါ့ကိုတွေ့ပြီးတော့ငါ့ကိုတွေ့မှလည်းဓမ္မအစစ်တွေ့မယ်ဆိုတာအပြန်အလှန်ဟောတယ် အော်ဘောင်းနော်ရှင် ဟုတ်တယ်ဘုရားလေဝက်ကလေးမှာဟောတယ် ဟုတ်တယ်အဲ့ဒီဟာလေး ဒီရုပ်ကို အဲ့ဒီတုတ်ကလေးတမျိုးနာနေလို့ပြန်ပြီးတော့ ဟော လိုက်ပြီးတော့ အဲ့ဒါရှင်ဝက်ကလေးကသူကညဆောဘုရားရဲ့ရုပ်စစ်ဖော်မှာဆွဲလာပြီးဘုရားကိုချီးညိုတယ် မှန်မှန်ဟောလို့ ချီးညိုပြီးတော့သူတရားထုတ်အောင်မလေးမထုတ်တော့ညဆောဘုရားသူ့အဲကိုချီးတယ်အဲ့တော့ချိန်ကြမှာဘုရားပြောတော့သူဒီချိန်ပြောလို့မဖြစ်သေးဘူးနောက်ဆုံးသူဟာတော့ကဲလို့ဆက်လာတဲ့အချိန်မှာကိန်းဒီဝက်ကလေးဒီမိသားစုဒီကာရနာဒိဋ္ဌိနာညဆောဘုရားသူခန္ဓာကိုဒီခန္ဓာကိုပုံကြည့်ကြည့်နေလို့မင်းမလို့ပါလေမင်းတို့ကအကျိုးရှိပါလေရှောဓမ္မပတ္တိသောမပတ္တိဓမ္မညမလာဦးညမပေါ်ရှောမပတ္တိသောဓမ္မပတ္တိငါနဲ့တွေ့ရင်လည်းတရားမြင်ရမှာပေါ့ ဟော အဲ့ မှန် အဲ့ ဒါကြီးကဒီက အ လေး ပြန်အလှန်လေး ဟောမှမှတ်သားလို့ဟုတ်တယ် အဲ့တော့ဒါရှင်ဝဲကလေးကဖရာရဲ့ကျုပ်စင်ပေါ်မှာဆွဲလန်းပြီးတော့သူကချစ်ခင်ကြည်ညိုနေတာဖြေပြောင်းဖို့ပြောတဲ့စကားလုံးနော် မှန်မှန် တကယ်အတိအကျရသော်ဗျာဟောတယ်တခြားလောက်တာလည်းရှိတယ် မှန် သင်္ကတိကနာတော့ဆိုတာဟောရပါဣတိဩပါငါသင်္ကနောက်ကဆွဲလိုက်နေပြီပဲလို့မင်းတို့ကလည်းဝေးကြည့်ပဲ ဟော ဓမ္မမသိလို့ရှိရင်ငါနဲ့ငါနောက်ကကပ်ပြီးငါသင်္ကဆွဲလိုက်နေတော့မင်းတို့ကလည်းတခြားစီ အဲ့တုတ်ကံကြတော့ဘာတုတ်တယ် သင်္ကာတိကနာတဏှာတိဆိုတဲ့ကံနော်တဏှာတိပုတ်တယ်အဲ့လိုနော်ကန္နာဆိုတာအစွန်းသင်္ကန်းစာဒါပါလေသင်္ကန်းစာလေးသင်္ကန်းထောက်လေး မှန်မှန် အဲသင်္ကန်းထောက်လေးဆွဲလိုက်နေတော့ဝါဒီလိုဘယ်နဲ့ပါဟုတ်ကဲ့ကပါချပါလိတော့ဆိုပါတော့ဒါဟိုအနောက်ဘက်မှာရှိတယ် မှန် ဟုတ်ကဲ့ကပါဒါလေးကြားတယ်မာတော့ပြဿနာပေါ်လာတယ်တူတူအောင်ပြီ မှန်မှန် မတမပါတာ အဲ့ဒါကိုနားတယ်ဘူးနဲ့ကျင့်သုံးတယ်နော်နားတယ်အောင်လို့ပဲပြီးရင်ကျင့်သုံးအောင်ဘာလို့လဲ ဟုတ်တယ်ကောင်းပါ ဝမ်းကောင် ဆိုရပေါ်လာဆက်လို့ဘာကျောင်းရတရားတော်ကြီးကဗဒမလက်တွေ့ကြတာလေ မှန် ပြီးတော့ဘုရားညင်းတာပုံတာမကြိုက်ဘူး မှန် ပြပြောတာတွေမကြိုက်ဘူးအလုံးလုံးထားပဲကြိုက် မှန် ကိုယ်တိုင်จิตသုံးတာပြောကိုယ်တိုင်မจิตသုံးလို့ရှိရင်ဓမ္မတရလို့တော့မခေါ်ဘူးဗျာ မှန်မှန် မင်းစာပေတွေဘယ်လောက်တည်နေနေမင်းလက်တွေ့မจิตသုံးတဲ့ဗျာမင်းဓမ္မတရတရားကိုဆောင်းလို့မခေါ်ဘူး မှန် အဲ့လို ကိုယ်တိုင်သိပြီးတော့မကျင့်သုံးဘူးဆိုတာတရားကို စော စော င်း င့် နေ တယ်လို့မခေါ်ဘူးနော် တယ် တရားကိုလည်းသိရမယ်အဲတရားကိုလည်းကျင့်သုံးရမယ် အဲ့ဒါမှ အဲ့ဒါမှဓမ္မတရဖြစ်တယ် ဟုတ်တယ် မှန်ပါပဲဒါလေးပဲလို့ အဲ့ ပြော ဒါကပေါ အာ င်း သ စား နာအတွက်ကအရင်ရေးကြည့်ပါဘူး ဟုတ်တယ် တချို့ကတိတယ်တိပြီးတော့မကျင့်သုံးတချို့ကကျင့်တယ်မတိကြဘူး ဟုတ်တယ်အဲ့ဒါကပေါင်း အဲ့နှစ်ခုပေါင်းအောင် နှစ်ဖက်စလုံးကသတိထားရမှာ မှန်ပါဗျအဆုံးမလို့အောင်ဗျ ပฏิပတ်တိပဲကလည်းပဲငါတို့သိနေရမလို့ဘူးလို့မတွက်နဲ့ မှန် ဒီအတိတော့လည်းငါတို့จิตတော့မจิตတော့ဘူးလို့မတွက်နဲ့ နောက်တစ်ခုတပြည့်စကား section သတိရတာလေးရှောက်ကြည့်နေနော်ဒါဆိုရင်သူတို့ကတရားကြည့်တဲ့အခါသူကတမာတိရှိမှတမာတိဖြစ်မယ်ဆိုတဲ့ဟာလေးကိုခုံကဘယ်လိုနားလဲအောင်ပြောဆိုဘုံရဲ့အမြင်လေးတွေပြောနေတယ် အဲ့ဒါတော့
တချို့ကတမာဒိဋ္ဌိကိုတမာတိတစ်ခုဖြစ်မှတမာတိရမှမဂ္ဂင်၈ပါးပေါ်တယ်လို့တမာဒိဋ္ဌိပေါ်တယ်လို့ဒီလိုဟိုပြောပြတယ်ဒီတမာတိရှိရင်တမာတိဖြစ်တယ်လို့ဒီလိုမျိုးသုံးတယ်ပေါ့အဲ့တော့တမာတိဆိုတော့ဘုရားကဘယ်မဂ္ဂင်၈ပါးရဲ့တမာတိကဘယ်တမာတိကိုဘုရားကပြောခြင်းလဲဆိုတော့ဘုံဘုံပြီးတော့နားလည်တော့ပေါ့ဗျာ အဲ့လိုမဟုတ်ဘူးပြောပြမယ်နော် နောက်တစ်ခုတပြည့်တော့စကားဆက်ရှင်လို့တတိယတာလေးရှောက်ရှင်နေတယ်။ဒါဆိုရင်သူတို့ကတရားကြည့်တဲ့အခါကျတော့တမာတိရှိမှတမာတိဖြစ်မယ်ဆိုတဲ့ဟာလေးကိုဘုံဘုံကဘယ်လိုနားလဲအောင်ပြောဆိုဘုံဘုံရဲ့အမြင်လေးလည်းဒီလိုမျိုးဆက်ပါလို့ရတယ်။တချို့ကတမာဒိဋ္ဌိကိုတမာတိတစ်ခုဖြစ်မှတမာတိရမှမဂ္ဂင်၈ပါးပေါ်တယ်လို့တမာဒိဋ္ဌိပေါ်တယ်လို့ဒီလိုဟိုပြောပြတယ်ဒီတမာတိရှိရင်တမာတိဖြစ်တယ်လို့ဒီလိုမျိုးသုံးတယ်ပေါ့အဲ့တော့တမာတိဆိုတော့ဘုရားကဘယ်မဂ္ဂင်၈ပါးရဲ့တမာတိကဘယ်တမာတိကိုဘုရားကပြောခြင်းလဲဆိုတော့ဘုံဘုံပြီးတော့နားလည်တော့ပေါ့ဗျာ အဲ့လိုမဟုတ်ဘူးပြောပြမယ်နော် ဟုတ်ပါဘူး ဟိုတရားထုတ်တယ်ဆိုတာအထက်ကကိုပြောပါဆိုလို့ရှိရင်ဝိပဿနာတရားအထုတ်တဲ့သဘောထားအထုတ်တဲ့ဘယ်ပြောပြ မှန်အဲ့ဒါလေးတပြီးတော့သိတယ် နော်သဘောထားအထုတ်လို့ရှိရင်တတိနဲ့သမာဓိ ဟောမှန် အထက်ကလုံးလုံးတာ သမထအားထုတ်မှဆိုရင်တတိနဲ့တမာတိ တတိနဲ့သမာဓိ မှန်ပါဗျာ ဝိပဿနာအထုတ်တယ်ဆိုရင်တတိနဲ့ပညာ ပရိနဲ့ပြီးတော့မှန်ပါဗျာ အဲ့ဒါ ဒါဆိုရင်ရှင်းသွားပြီဗျာဒီနှစ်ခုနဲ့ရှင်းတော့တော့ရှင်းတော့ ဘယ်နည်းတော့မှအဲ့ဒီနေသလန်ကဒီကလက်ချက်ထုတ်သွားအဲ့ဒီနေသလန်ကိုတရားထားဆယ်ပေါ်တရားအဲ့ဒီမှာတတိကဘာလုပ်တာလို့ဆိုတော့တတိကအာယုံကိုစိတ်နဲ့ဆုပ်ပေးတယ်ရှုပေးတယ် မှန် တ ပါ တိဆိုတာအာယုံကိုယူပေးတာ မှန်ပါမှန် နော်တတိကအာယုံကိုယူပေးတယ်သမာဓိကအဲ့ဒီအာယုံလေးကိုငြိမ်းနေအောင်လုပ်ပေးထားတယ် မှန်ပါ တတိကယူယုံမဲယူပေးနိုင်တာအာယုံနဲ့စိတ်နဲ့ဆုံပေးတာပေါ့ ဆုံး တတိကဖောလာပြီးတော့ဆုံပေးလိုက်တယ် မှန်ပါဗျာ သူကမသိဘူး မှန်ပါ သူကကြိတ်အောင်မလုပ်ဘူးသူ့လောက်ကအာယုံကိုစိတ်ကိုစိတ်စီယူပေးတာပဲတတိရဲ့လို့ မှန်ပါဗျာ အဲ့ဒီအာယုံလေးပေါ်မှာငြိမ်းနေအောင်ကသမာဓိကလုပ် မှန်ပါ ဥကောင်းဆောင်ရတဲ့သဘော မှန်ပါဗျာမှန်ပါ နော်နောက်တစ်ခါဝိပဿနာကြတော့တတိယအာယုံကိုယူပေးတယ်ပညာကအဲ့ဒီအာယုံရဲ့သဘာဝကိုသိအောင်ကြိုးတာ မှန်ပါဗျာ အဲ့တော့အလုံးတစ်ခုပဲ ဟုတ်တယ်ဒါဆိုရင်နှစ်ပိုင်းကမှနည်းနည်းလေးလူတွေမသိဘူးဖြစ်နေတာပေါ့ ဟုတ်တယ် အဲတမာရီရဲ့ဟိုဇန်တမာရီနဲ့ဉာဏ်တမာရီကိုမကွဲဘူးဖြစ်နေတယ် ရှင်းလိုက်မယ်ဆိုလို့ရှိရင်သူကဟိုမိကြပိုင်တာနဲ့ပြောအောင် မှန်ပါဗျာ မိကြပိုင်တာပြောအောင်နော်တခါတည်းကလူကဥဆောင်တာလေ မှန်ပါဗျာ ပါရတော့ပါကြတယ် မှန်ပါမှန်ပါ ဝီရိယလည်းမပါလို့မရဘူး ပါတယ်ပါ နော်အထီးကတော့ကမ္ဘာထာအထုတ်ပြီးဆိုရင်သမာဓိဋ္ဌိသမာသင်္ကပ္ပအမဝါယာမသမာတတိသမာသမာဒီငါးခုကလုပ်တယ်ဒီငါးခုနဲ့ပေါင်းလုပ်နေတာ မှန်ပါဗျာ ဘုမမဲ့ကားရှိပြေးနေတယ်ဆိုတာဘသူကလောက်တာတော့လုပ်ပြီးခွဲပြောလို့မရ မှန်ပါမှန် တော့သူ့လုံးနဲ့အင်ဂျင်ကဖိန်းကိုလည်းပတ်စေတယ်ပက်ထရိုကအင်ဂျင်နဲ့အောင်လုပ်ပြီးတယ် မှန်ပါ တော့ဘက်ထရီကအင်ဂျင်နဲ့ဟိုစနိုင်အောင်လုပ်ပြီးတယ်ဖိန်းကလည်းပတ်တယ်ဒရိုင်ဘာကအဲ့ဒီဟာလေး ထိမ့်သိမ့် ညှိပြီးတယ် မှန် အဲ့ဒါတယောက်ကချွေသွားရင်မရတော့ဘူး မှန်ပါဗျာ အဲ့တော့ပဲမှာကမ္ဘာထားလုပ်တဲ့ဆိုတာအဲ့ဒီအောင်လုံးပေါင်းလုပ်တာဒါမှမဟုတ်ဂျူဒီတီတို့ပြောတယ် မှန်ပါဗျာ နော် unity ပေါင်းလိုက် energy ပြန်ဖြစ်သွားပြီ ဟုတ်တယ် equally important ဆိုတာပြောအားလုံးဟာတကြီးလည်းပဲဖြစ်တယ် မှန်ပါ အဲ့ဒီပဲဘသူက lead လုပ်နေတယ်လေဆိုတော့ကြည့်တဲ့ကိစ္စမြင်တဲ့ကိစ္စမှာမျက်စိကကောင်းဆောင် မှန် နားကောင်းဆောင် မှန်ပါ နားတောင်တဲ့အချိန်ကနားကောင်းဆောင်ရှိရတာပဲဒီအားလုံးလမ်းသွားတဲ့အခါမှာခြေတော့ကကောင်းဆောင် မှန် ဟုတ်တယ်မလားစဉ်းစားတဲ့အခါမှာပုံတော့လိုပဲပြောပါတယ် မှန်ပါဗျာ တို့တယ်ဘုရားစကား ပညာဥဆောင်တယ်ပေါ့နော် တော့အသိဉာဏ်ဥဆောင်အဲ့ဒါလိုပဲဝိပဿနာတရားအထုတ်တဲ့အခါမှာပညာဥဆောင်သမထအထုတ်တဲ့အခါမှာသမာဓိဥဆောင် မှန်ပါ အဲ့လိုပဲပြောလို့ရတယ် မှန်ပါ အဲ့ဒီမှာပညာမပါဘူးလားပြောလို့မရဘူး ရတယ် သမာဓိဥဆောင်တယ် မှန်ပါ အဲ့ဒါမှဘာလို့လဲဒါတွေကအကုန်လုံးပေါင်းဆက်ထားတယ် ပေါင်းဆက်တာ ပေါင်းဆက်ထား ဒီလိုအဲ့ဒါတွေကိုလည်းနားလည်အောင်ပုံချင်းမှာ ဟုတ်တယ် အဲ့ဒီဘိုင်းတွေကိုလည်းပြီးတော့တော်တော်လေးရှင်းပြတယ်ပြီးတော့ခွေလေးတွေလည်းရှိနေတယ်ပြီးတော့အားလို့ရှိရင်ပြီးတော့အဲ့ဒီကအဲ့ခွေနဲ့
ဒီတရားလေးတွေပြုလို့ဘောရတာလို့ရှိရင်တို့လိုနည်းနည်းလေးအချိန်ပြီးနိုင်လို့ရှိရင်ဒါလေးတွေလည်းရှင်မတို့လိုဟောလမ်းညွှန်ပေးရပါနော်ပြီးတော့ခွေလေးပေးရပါမယ်ပြီးလို့ရှိရင်နော်ပြီးတော့ဒီတပိတော့ဖြစ်တယ်လို့အတန်ပြန်ထားတာလေးရှိတယ်ဒါပေမဲ့ဒါလေးတွေနဲ့ပဲတပိတော့ဓမ္မဒါနပြန်ပြီးတော့ပြုညာသာသနာပြန်ပြုညာပေါ့ ကောင်းပါတယ်တော့ကြီးလေးလေးလာပေါ့နော် မှန်ပါပြီးတော့လည်းစာလေးဖုံဖုံရဲ့စာလေးလည်းလေ့လာတယ်တရားတွေလည်းလေ့လာတယ်သွားရင်တိုင်းနဲ့လည်းဖုံဖုံအများသောတပိတော့နားထောင်တာကဖုံဖုံတရားပဲနားထောင်တယ်ဒါဖုံဖုံတရားဘာလို့ဒီလိုနားထောင်ရလဲဆိုရင်ဖုံဖုံကတော့ပြောမှဆိုရင်တော့ဓမ္မစံတိုင်းပဲသွားတော့ပြီလေပေါ့ဒီပုဂ္ဂိုလ်ရဲ့ဝါဒမှာပါပဲနဲ့ဖုရားရဲ့ပြောချင်တဲ့ဟာတို့နီးကဲဆုံးဖုံဖုံကဒီအဘောမပါပဲနဲ့ပေါ့နော်မိမိရဲ့အဘောကိုအများကြီးမထည့်ပဲနဲ့ဘုရားရဲ့ဒီသိကျင်တဲ့အရာကိုပဲဓမ္မစံတိုင်းပဲခေါ်တော့ပြီးတော့တွေ့ရတယ်အဲကြောင့်မို့လို့တော့အပြီးရဲ့စပြီးတော့မဖတ်နိုင်တဲ့အတွက်ဖုံဖုံရဲ့တစ်ခါလေးပြောပြဆိုရင်တော့တစ်ခါ upgrade လုပ်ထားတဲ့ဟာပဲဖုံဖုံရဲ့လောက်ထားတဲ့အကောင်းဆုံးဒီရွေးချယ်ထားတဲ့ဒီတရားတွေပြီးတော့ပြန်နားထောင်ပြီးတော့ပြန်သုံးသပ်တယ်လို့ရှိတယ်အများနဲ့အားတဲ့ချိန်တိုင်းတော့ဖုံဖုံတရားတွေနာဖြစ်ပါတယ်ရှင်ပြီးတော့ဒါကိုဘာလို့ဖြစ်နေနာလဲဆိုရင်ဖုံဖုံပြောသလိုပဲပရိရဲ့အနေနဲ့နာပါတယ်ဗျပြီးတော့ဘုဒ္ဓအနေနဲ့သင်ကြားပြီးတော့နာပါတယ်ဗျ နော် နမ အတိပ္ပယ်လေးသင်္ကနိကနာဆိုငန်းဆုံးသင်္ကထောင် နမ သင်္ကန်းတော်ကိုကြိုက်ပြီးတော့ငါတော့ကနေလိုက်နေတယ်ငါချေရပေါ့နင်းပြီးတော့ဟိုရဲပေါ့လေရှေ့ကတော့နောက်ကလိုက်နေတယ်ပေါ့နော် ဘာမှကိုလိုက်နေရင် အဲ့ဒီလိုက်နေတဲ့ဘိုးတော်ဟာလောဘတွေကြီးနေတဲ့ဒေါသတွေကြီးနေတဲ့တတိတွေမရှိဘူးဓမ္မတွေမရှိဘူးဆိုလို့ရှိရင်ねငါနဲ့ဝေးတယ် နမ ဘာဖြစ်လို့တော့ဆိုရင်သူဟာဓမ္မကိုမမြင်ဘူးတဲ့ဓမ္မမမြင်ရင်ငါမမြင်ဘူး နမ ဒီတကလေ ငါမမြင်တဲ့ဓမ္မကိုမြင်မှာမဟုတ်ဘူးအဲ့ဒါလေးကိုနည်းနည်းသဘောကျနေတယ်နှစ်ခု သူကခုနအဲ့ဒါရှေဝဂတိကိုဟောတာ နမ သူဟာဓမ္မကိုမမြင်ဘူးဓမ္မမမြင်တော့သူကငါ့ကိုလည်းမမြင် နမ သာတိကြီးရအဲ့ဒါ တစ်ဖြတ်ပေါ့ ဒါတစ်ခုနော်နောက်တစ်ခါယဟန်တစ်ပါးဟာကျူးစနတရားငါနဲ့ဝေးခြင်းဝေးပါစေဒါပေမဲ့သူကလောဘမကြည့်ဘူးဒေါသမကြည့်ဘူးတတိကောင်းတယ်စိတ်တည်နေတယ်ဆိုရင်သူကငါနားမှာပဲရှိနေတာပဲဘာဖြစ်လို့လို့ဆိုရင်သူကဓမ္မမြင်တယ်ဒါကြောင့်မို့သူကငါ့ကိုမြင်တယ် မမလေးလိုလေဒါလေး အဲ့ဒီအတွေ့ခေါ် ဘုရားရဲ့အဆုံးအမတွေ တော့လေ ဟုတ်ကဲ့ဘုရားရဲ့အဆုံးအမတွေပြီးတော့နာကြရတဲ့အတွက်မျိုး ဟုတ်တယ် ဒီနေ့မှာဤချမ်းပါလို့ရှင်ဘုရားရဲ့အဆုံးအမတွေတိုင်းတို့လည်းလိုက်နာကျင့်တော့မှာလည်း ကိုရပါတယ် မှန်ဒီလိုလည်းဒီတော့အကုန်လုံးတို့တော့သိတာကမြတ်စွာဘုရားလည်း45ဟောဘယ်တော့ဒီတရားတွေပြီးလို့ဟောခဲ့တာမဟုတ်ဘူးတပုတ်ချင်းတပုတ်ချင်းဟောရင်းနဲ့ပြည့်စုံတယ်ဆိုပြီးပါ လို့ပဲဘုရားသိအောင်လုပ်တော့လိုက်ကျုပ်ကမေးလိုက်စာအုပ်လေးနဲ့ဖတ်လိုက်အဲ့ဒါဆိုလို့ရှိရင်ကိုယ်အသိဆုံးနေမှာလို့ ဝမ်းသာပါလေရှင်ဒီတော့လည်းလိုအပ်တာရှိရင်ညွန်ပြဆုံးပါမှာဗျာဒီတော့ဒီဆွေလေးတွေနဲ့ဒီတော့ဒီတန်းဖတ်တယ်ပြီးတော့ ကိုယ် ပြီးတော့ပြီးတယ် ဘုရားတရားလုပ်တာဆိုတော့ဘုရားရဲ့အဘောကြောက်လို့ပဲပေါ့ မှန်ပါဘုရားရဲ့အဘောမပြတ်အဘောမပြတ်တဲ့ခင်ရှင်များကပြောဆိုဒီတမာတိရဲ့ဟိုကတမာတိရဲ့တမာထားကိုသွားမယ်ဆိုရင်ဒိဋ္ဌိနဲ့တမာတိကိုသွားရမယ်ဝိပဿနာကိုသွားမယ်ဆိုရင်တော့ဒိဋ္ဌိနဲ့ပညာကိုသွားရမယ် အဲ့တော့တိဗေရပါလို့ဆိုရင်တတိယအာယုနဲ့စုပ်ပေးတာ မှန်ပါဗျာ သမာဓိကအဲ့ဒီအာယုပေါ်မှာဒီကျိန်ကောင်းလုပ်ပေးတာ မှန်ပါ အလုပ်ချင်းမတူကြဘူး မတူကြဘူး အဲ့ အဲ့ တော့ တော့ ကယူပေးတာ ဒီနေ့မှာလူတွေကနားလည်မှုလွဲနေတာရှိတာကတပည့်တော်ကတမထနဲ့ဝိပဿနာမကွဲတဲ့ခြင်းပြဿနာအရင်စတယ် ဟုတ်တယ် အဲ့တော့တတိဆိုရင်သူကဝိပဿနာတတိကိုမသိတော့ပဲနဲ့ဒီတတိရှိမှဟိုမဂ္ဂင်၈ပါးပဲပေါ်လာမှာလို့လည်းလုပ်နေတော့မဂ္ဂင်၈ပါးလမ်းပြောင်းနေလို့တပည့်တော်မဂ္ဂင်၈ပါးလမ်းပဲပေါ်ပါလိမ့်မယ်ဘုရားပြည့်တဲ့ဒီလမ်းစဉ်ကိုပဲတပည့်တော်မဂ္ဂင်၈ပါးဆိုတော့ဗာလဲဒီတမ္မာဆိုတာကတပည့်တော်တမ္မာဒိဋ္ဌိကိုသိသိနေတာပါဗျာလို့တမ္မာသင်္ကပ္ပဆိုတာဘုရားပြောတဲ့အတိုင်းကိုတကယ်ကိုစီစစ်ဝေဖန်သုံးသပ်တင်တယ်လို့ဘုရားကဆုံးမတဲ့တရားကိုဒီလိုသုံးသပ်တယ်ဗျ ပြောမယ်ဆိုလို့ရှိရင်တရားအထုတ်တယ်ဆိုတာဘုရားပြကြဝိဘုဒ္ဓလိုက်ကိုလိုက်တယ်ဆိုတာတော့နော် မှန်ပါဗျာ အဝဲဖြစ်ဖြစ်ဥပမာပဲထွက်လေဝင်နေရှုတဲ့အခါမှာသမထရှုလို့ရှိရင်ဒီထွက်လေဝင်နေနဲ့စိတ်နဲ့တွေ့နေအောင်ကတတိယလောက်တာ မှန်ပါ အဲ့ဒီအာယုလေးမှတပါတခြားကိုစိတ်မရအောင်ထိတ်တာကတမာရိယထိတ်တာ မှန်ပါ အဲ့ဒီနှစ်ခုပူပေါင်းပြီးလုပ်နေတာ ဟာလားဟုတ် နော်အဲ့ဒါသမထ သမထမှန်ပါဗျာ ဝိပဿနာကြတော့တတိကတေလေးကိုယူပေးတယ်အဲ့ဒီယူပေးတဲ့အာယုလေးကိုယူပေးတယ်ယူပေးတဲ့အာယုလေးကိုဝိပဿနာကဆိုတော့ပညာကအသေးစိတ်သိတယ် သဘာဝတက္ကနာကိုသိသိပြရတယ် တဘာဝနဲ့တာမညာလက္ခဏာနဲ့တဘာဝလက္ခဏာနှစ်ခုသိတယ်ဆိုတော့သူကပါသိတယ်ဆိုရင်
အဲ့ဒီကြတော့ဝိပဿနာလုပ်တဲ့အခါကျတော့သူကထိတာလေးတွေအာယုံလေးတစ်ခုရပ်မနေတော့ပဲနဲ့ထွက်လေဝင်လေးကိုကြည့်နေပြီးတော့ဟောတာလှုပ်ရှားတဲ့သဘောလေးပါလား မှန်ပါဗျာ အာဘောသိတယ်ဒီလှုပ်ရှားတဲ့သဘောလေးကသူကသူဖြစ်တာလားမဟုတ်စိတ်ကြောင့်ဖြစ်နေ မှန်ပါ ဒါအကြောင်းတရားလည်းသိလိုက်တယ်နောက်တစ်ခါဒီလေးကနာတိယကိုထိတယ်ဒါဖုဒ္ဓဘာယောကကာဗလာရာကိုထိတယ်ပါလားထိသည့်အတွက်ကြောင့်ထိမှန်းသိတဲ့စိတ်တွေပေါ်လာတာပါလားဆိုလေးရဲ့ကာဗလာရာရဲ့ထိမှန်းသိတဲ့စိတ်တွေသုံးခုဖြစ်သွား မှန်ပါ အဲ့ဒါဝိပဿနာ မှန်ပါဗျာ လုံးမကြည့်တော့ဘူးခုနသမထတော့ကတော့ဒီပဲထွက်လေဝင်နေပဲထိသွားတဲ့နေရာလေးကိုစိတ်ကတတ်မှတ် ဒီလေးပဲကြာ ဘာမှမသိ ဘာမှမသိ တာပဲသိ ကြည့်ရနဲ့တတိလေးကြည့်ရလို့တတိလေးပဲထားရတယ် ငြိမ်နေတာ ငြိမ်း ဒီ ကြီး လိုပေါ့မစိတ်ငြိမ်တာ အဲ့ဒါသမထသက်သက်ပဲတတ်တယ်မှန်ပါဗျာ ဝိပဿနာကြတော့ သဘာဝလက္ခဏာတွေကိုပိုင်းခြားကြည့်တယ် ဒီရဲ့သဘောကိုလည်းသိတယ်ထိတဲ့နေရာရဲ့သဘောကိုလည်းသိတယ်စိတ်ဖြစ်လာတာကိုလည်းသိတော့ပြောသိတာ မှန်ပါသဘာဝလက္ခဏာတွေကိုပိုင်းခြားပြီးကြည့်ရ အဲ့ တ ဒါ ယ် ပညာ မှန်ပါဗျာ ခုနကတော့လုံးသိလိုက်တာဟောပညာကြတော့အသေးစိတ်သိတာ မှန်ပါဗျာ နောက်ထပ်တိုးသိတဲ့အခါကျတော့ထိခိုက်လေးပဲသိလိုက်တာပဲပြီးရောက်တော့တာပါလားအိဋ္ဌာပေါ်လာ အဲမှန်ပါဗျာ အဲ့တော့ဒီ ဒါလေးကိုလည်းပိုင်းခြားသိနေတယ်ပေါ့အချို့ကမသိတော့ဒီတမာတိဖြစ်ရင်ပညာလာမယ်ဆိုတော့ပဲဒီတစ်ချက်ချသုံးသပ်ထားတဲ့ခါကျတော့ပညာတပြီးတော့သိကျင်တာတချို့ကဒီတမာတိဖြစ်ရင်မက်ကင်၈ပါးပေါ်လာတယ်လို့ဖြစ်နေတယ်တပြီးတော့မက်ကင်၈ပါးကျင့်ဖို့မိနေတာကိုတပြီးတော့ပြောချင်တယ် မပေါ်ဘူးကတမားလေးရှိလိုက်ပညာပေါ်မှာမဟုတ်ဘူး မှန်ပါအဲ့ဒါကိုပြောတယ် သူလမ်းကြောင်းနဲ့သူသွားတာ သူလမ်းကြောင်းဆိုအဲ့ဒါကိုမကွဲတော့သမထနဲ့ဝိပဿနာမကွဲတာတတ်တတ်ပဲပြနောက်ကြတော့လူတွေဒီတမာတိကျင့်မက်ကင်၈ပါးတမာတိဖြစ်တယ်ဆိုတဲ့ဟာကိုလူတွေတွင်တွင်ကြဲကြဲဟောတဲ့လူရှိတယ်ဒါလေးကိုနားလည်ပြီးတော့ခေါက်ရိုးကျိုးနေတာရှိတယ် မှန်တော့တခုတည်း အဲ့တော့မက်ကင်၈ပါးကိုမသိဘဲနဲ့ကြည့်မယ်ဆိုရင်တမာတိကြီးပဲဖြစ်ဘူးဆိုတော့တပည့်တော်ကညွန်ပြပါမယ်ဗျ မဟုတ်သူကဝိပဿနာလို့အားထုတ်တာပဲဖြစ်ဖြစ်တပ္ပထာအားထုတ်တာပဲဖြစ်ဖြစ်တပ္ပထာလို့ကိုအားထုတ်ရင်တမာရီကဥဆောင်တယ်လို့ပြောမက်ကင်၈ပါးပါတာပဲ မှန်ပါမှန် နော်တပ္ပထာလို့နေဘာရိပါတာတော့ဆိုလုပ်ငန်းကိုသိတာတမ္မာဒိဋ္ဌိဘယ်လိုလုပ်ရမလဲလို့တွေးတာတမ္မာသင်္ကပ္ပ မှန်ပါ နော်ဟိုတမ္မာဝဆတမ္မာကဝဏတမ္မာသီဝါတော့အခြေခံသီလနေ မှန်ပါ ဆက်ဖို့ အခြေခံ ပတ်နေတဲ့ပစ္စည်းသူက မှန်ပါ ထောက်ကူပြုထား မှန်ပါ နော်စိတ်အေးချမ်းမှုကိုသူကထောက်ကူပြုပေးထားတယ်သူကဒီလှုပ်တဲ့ထဲမှာသူမပါဘူး မှန်ပါ သူကအခြေခံအနေနဲ့ထားလိုက်အဲ့တော့လုပ်ငန်းတော်ကိုသိတာကတမ္မာဒိဋ္ဌိ တမတ် ဘ တဲ့ ယ်လိုလုပ်ရမလဲလို့သိရင်တမ္မာသင်္ကပ္ပအဲ့လိုသိအောင်ကြိုးစားနေတာကတမ္မာဝါယာမအာယုန်နဲ့စိတ်နဲ့စုံပေးနေတာကတမ္မာသမာဓိပြီးတော့မှတိငိမ့်အဲ့ဒီစုံပေးထားတဲ့အာယုန်ပေါ်မှာငြိမ့်နေတာကတမ္မာသတိသူ့လို့သူ့လုံးနေကြတာပဲအကုန်ပေါင်းလို့ရတာပဲ မှန်ပါမှန်ပါ ကားမောင်းတဲ့ဥပမာပဲကြည့် မှန်ပါ ဘက်ထရီတစ်ခုတည်းလည်းမရဘူးအင်ဂျင်တစ်ခုတည်းလည်းမရဘူးပက်ထရိုတစ်ခုတည်းလည်းမရဘူးတော့ပိန်မဲ့ပါရမယ်မောင်းတဲ့လူပဲပါရမယ်အကုန်လုံးဟာပေါက်ပြီးတော့လုံးမတာဖြစ်တာတစ်ခုတည်းလည်းမရအဲ့တော့လေမက်ကင်ရှစ်ပါးထဲမှာ၅ပါးကပေါင်းပြီးလောက်တာဒါကြောင့်မို့ကာရပကမက်ကင်အလုံးလောက်တာသူတို့လောက်တာတရားထုတ်တဲ့၅ခုဖြစ်တယ် မှန်ပါ တော့၅ခုနဲ့တွားတယ် မှန်ပါ အဲ့ဒီ၅ခုဖြစ်တော့ဆိုပေမဲ့လို့တစ်ခုကဥဆောင်နေတယ်တစ်ခုကဥဆောင်တဲ့အခါရှိတယ် မှန်ပါမှန်ပါ နော်အတွေးကဥဆောင်နေတာရှိတယ်အတိကဥဆောင်နေတာရှိတယ်စိတ်တည်ငြိမ်မှုကဥဆောင်နေတာရှိတယ်တော့ကြိုးစားအထောက်မှုကဥဆောင်နေတာရှိတယ်တစ်ခုစီပဲသူကဥ မှန် ဆောင် ပါ မှု မှန်ပါဟုတ်ကဲ့ အောက်ပိုင်းမှာဆိုရင်အဲ့ဒီဥဆောင်မှုတွေကအမျိုးမျိုးဖြစ်တယ်ဟိုကတစ်ခါလေးတတိကဥဆောင်တော့တယ်တစ်ခုကတစ်ခါလေးတမာရီကဥဆောင်တစ်ခါလေးပညာဥဆောင်အချိန်ကြလာပြီဆိုရင်သမထအကျင့်ကြတော့နောက်ဆုံးအဆင့်သမထရင့်တန်လာပြီဆိုရင်တော့တမာရီကဥဆောင်တော့ မှန်ပါ ဝိပဿနာရင့်တန်လာပြီဆိုပညာဥဆောင်တော့ အဲ့ဒီတမာတိကျင့်စဉ်မှာမက်ကင်၈ပါးကိုမသိဘဲနဲ့ကောတမာတိဖြစ်နိုင်ပါ့မလားအဲ့ဒါလေး အမှန်တော့ မက်ကင်၈ပါးကိုလုံးဝမသိဘဲနဲ့ဒီတမထကြီးပဲကျင့်နေမယ်တမာတိကြီးပဲကျင့်နေမယ်ဆိုရင်မက်ကင်၈ပါးကတမာတိကျင့်လို့မက်ကင်၈ပါးပေါ်လာတာလားမက်ကင်၈ပါးကိုကျင့်လို့တမာတိဖြစ်တယ်လားဒီပြောအဲ့ဒါလေးနားလည်အောင် ဟုတ်ကဲ့ဟိုလေပေါ့လုံးလို့တော့ပေါ့လေပြောရမယ်ဆိုလို့ရှိရင်တော့အားလုံးကကျင့်နေဆိုရအားလုံးဖြစ်တယ်ကျင့်တယ်ဆိုရအားလုံးဖြစ်တယ် ကျင့် ပထမကာမောင်းတော့မယ်ဆိုရင်ဘာအရေးကြီးတော့ how to drive အရေးကြီး မှန်ပါ ဟုတ်တယ်ကာမောင်းမယ်ဆိုတဲ့သူကကားကြောင်မသိချင်နေပဲစိဒါပေမဲ့ကားကို how to drive လို့သိတာ မှန်ပါ အဲ့ဒါတမန်ဒိဋ္ဌိပဲဝိပဿနာတရားထုတ်မယ်ဆိုရင် how to
practice ဘယ်လိုလုပ်ရမလဲပါကျင့်ရမလဲဒါအဓိကပဲ ဟုတ် ဟုတ်တော့မလား မှန်ပါဗျာ အဲ့တော့ကျင့်ပြီးဆိုတော့ဘာနဲ့ကျင့်မလဲဆိုရင် object ကိုရှာ ဟုတ် အာယုကိုရှာမယ်အဲ့ဒီအာယုနဲ့ဒီအတိနဲ့ပေါက်ဆက်ပေးရတော့ အဲ့ဒါလို့သိအောင်ပေါက်ဆက်ပေးတာကြတော့ကျိုးစားအထုံးမှုကျိုးစားအထုံးမှုဆိုဒီမှာသူကစေတသိကဝိရိယလို့ခေါ်တယ် ဟုတ် စိတ်ကလှုပ်ချင်လှုပ်အားရှိနေတယ်ပေါ့အဲ့ဒါစေတသိကဝိရိယအဲ့ဒီအာယုန်နဲ့စိတ်နဲ့တွေ့ပြီးနေတာတတိယလုပ်ငန်း မှန်ပါ နော်အဲ့ဒီအာယုန်ပေါ်မှာထိုက်တဲ့တော့ပြည့်တဲ့နေတာတမာတိရဲ့လုပ်ငန်း ဟုတ် အာယုန်ရဲ့သဘောကိုသိနေတာတမာတိရှိအာယုန်ရဲ့သဘောကိုသိအောင်စဉ်းစားတာကတမာတိအတိတ်ကငါ့ကိုလုပ်တာပဲဒီမှာ အဲ့ကျင့်နေပြီဆိုရင်တမန်လေးပါလာတယ်တော့ ပါပြီ အဲ့ ပါပြီ ဒါကို တမာတိကိုရှေ့ပိုင်းနောက်ပိုင်းခွဲလိုက် မှန်ပါအဲ့လိုတော့ မ ဒီ ကြည့် တော့ သိတဲ့ဟာလည်းတမာတိ ဟုတ် ကျင့်တဲ့အခါကျင့်ရင်သိသွားတဲ့ဟာလည်းတမာတိ အဲ့ဒါဆိုရင်တပည့်တော်နှစ်ပိုင်းပြန်ဖွင့်ပြီးတော့မေးကြည့်မှာ ဟုတ်တယ် တပည့်တော်အဲ့ဒါကိုရှင်တဲ့ဖုံဖုံပြောတယ်တပည့်တော်နည်းနည်းကိုယ်ပြောပြန်မေးကြည့်မယ်တပည့်တော်ကဒါဆိုကျင့်ရင်တမန်လေးဖြစ်မယ်လို့ဒီလိုမျိုးလေးဟိုဖုံဖုံကတော့ပြောထားတယ်ပေါ့နော်ကျင့်ရင်တမန်လေးဖြစ်နိုင်တယ်ဒါဆိုရင်တပည့်တော်တို့ကအိန္ဒိယနိုင်ငံလို့စာရူးဒီလိုမျိုးဒီမက်ကစ်ဘောက်မသိဘဲနဲ့ကျင့်မယ်ဂျိန်းဘုန်းကြီးလိုမသိဘဲနဲ့ကျင့်မယ်ဆိုရင်ရောဘယ်လိုမျိုးဖြစ်နိုင်လဲတမန်လေးဖြစ်နိုင်တယ်ပါဆိုတော့အဲ့ဒါကို အဲ့ အဲ့ ဒါ ဒါရဲ့အဲ့ရလေးကိုနည်းနည်းကိုကြွဲပြအောင်လို့ငါ အဲ့ဒါကျတော့သူတို့ကိုတမာတိလို့ခေါ်နိုင်တော့ဘူး မှန်ပါသူတို့မှအဲ့ဒီရဲ့ပြည့်ရမရှိလို့ပေါ့နော်သူတို့ ဟုတ်ဘူးသူတို့မရှိတဲ့အတိကလွဲမာတဲ့အတိဖြစ် အဲ့တော့ကကြီးတဲ့အတိုင်းမှာတမာတိမဖြစ်ဘူးဆိုတာကိုပြီးတော့အဲ့ဒါကိုနည်းနည်းလေးထောက်ပြခင် တ နေတာ မာတိဆိုတာကျင့်တဲ့မစတဲ့ မှန်ပါ နော်တမာတိရဲ့အတိတ်ဘက်ကသူကခွဲထားရှိတယ် မှန်ပါဗျ ပထမဆုံးခွဲတာလေပထမဆုံးကကမ္မတက္ကတာတမာတိလို့ခေါ်တယ်ကုသိုလ်အကုသိုလ်သိတာသိတယ် မတ်ကတော့လို့ အဲ့ဒါကျင့်သိ ကံကံကြောင်းကျိုးခြင်းစီ ကိုလုံးတဲ့အကုသိုလ်လားအကုသိုလ်လားဒီတစ်ခုခွဲခြားသိရင်တမာတိပဲ မှန်ပါဗျ နော်ပြီးတော့ဒီကဝိပဿနာလုပ်လားသမထလုပ်လားခွဲခြားသိရင်လည်းတမာတိပဲ မှန်ပါ Now how to drive လို့ how to ဝိပဿနာ practice သိရင်လည်းပဲတမာတိပဲ မှန်ပါ ဒါတမာတိရှေ့ပိုင်းလို့ခေါ်လို့ရ မှန်ပါမှန် နောက်တစ်ခါကျင့်ရင်ကျင့်သိလာတာတွေကလည်းတမာတိပဲ မှန် သူတမာတိကိုရှင်းတယ်လို့ပဲမှတ် ပါအဲ့တော့ အဲ့တော့သူတို့စာလုံးကြီးတွေကျင့်တာဟာကံကံကြီးကြိုယုံကြည်မှုပါသလား မှန်ပါအဲ့ဒါကိုပြီးတော့ ကုသိုလ်အကုသိုလ်တို့သိသလား အဲ့လိုမသိချဘူး မသိဘူးဆိုလို့ရှိရင်ဒါတမာတိမဟုတ်တာ အဲ့တော့ပြီးတော့အဲ့ဒါကိုပြီးတော့နည်းနည်းလေးပြန်ပြီးတော့မိမောက်ထုတ်ပြရတယ်ပေါ့ သူတို့ယုံကြည်တာကပါ ရှင်မတို့ဒီပရိယတ်တွေဖရားရဲ့အဆုံးမှာပရိယတ်တွေကိုသင်ကြားမလေ့လာပဲနဲ့ကိုယ့်အမြင်နဲ့ကိုယ့်ယူဆနဲ့ကျင့်ရင်တမာတိဖြစ်နိုင်လားဆိုတော့ဒီပြည့်မိမောက်ထုတ်ရတယ် ဘုရားဟောတဲ့တမာတိဆိုတာကိုပြောပြမယ် မှန်ပါ နော်ဘုရားဟောတဲ့အတိုင်းဘုရားကအပြင်ဆုံးကိုဟောလိုက်တာ မှန်ပါ ဒုက္ခိညာဏဒုက္ခသမုဒိညာဏဒုက္ခတိရောဓိညာဏဒုက္ခတိရောဓကပိဋိပိဋိဝိလာယညာဏသစ္စာလေးပါးကိုသိတဲ့ညာမတမတိရှိ မှန်ပါမှန်ပါအဲ့ဒါ ညာ ကို ဟောအဲ့ဒါအမြင့်ဆုံးကိုဟောလိုက်တယ် ဖခင်ကပရိဝေဒဉာဏ်နဲ့သုံးတယ်ပေါ့ပြီးတော့နာကြားတဲ့သူကတော့ပရိယတ်နဲ့အနေနဲ့ပဲဘုသူရအနေနဲ့သင်ကြားမှုတော့သင်ကြားမှုနဲ့ပရိယတ်အနေနဲ့တော့ပြီးတော့မဂ္ဂင်၈ပါးကိုအရင်သိတယ်လို့ထင်တယ် ဟောဒါတော့သင်တာပဲလေ မှန် သင်ပြီးတော့ခုနပြောသလိုဟောကာမမောင်းခင်ကကားဘယ်လိုမောင်းရလဲဆို အဲ့ဒါလေးကိုသိရမှာ အဲ့ဒါတော့သိရ အဲ့ဒါ အဲ့ လေး ဒါလေတမတိရှိပဲ မှန်ပါမှန် လာကြောင်းမောဟောတက်တာမှာပဲတမတိရှိပဲဟော ဒါအနည်းနဲ့အများတော့တက်ထားပါဘူးနော်နည်းနဲ့များတော့ အခြေခံပေါ့နော် ဒါပြီးတော့အဲ့ဒါဖုံဖုံပြောတော့သူတို့နားတယ်ပေါ့မတိပဲနဲ့ဒီကားမောင်းမတင်တာပဲနဲ့လိုင်စင်မရပဲနဲ့တက်မောင်းတဲ့လူတွေလည်းရှိတယ်ဒုပညာတော့လည်းလုံးဝမမောင်းတဲ့လူတက်မောင်းတော့တိုက်နိုင်တယ်ဆိုတော့သူတို့အဲ့ဒါတွေတော့ပြန်ပြီးတော့မြင်နေတော့လုံးဝဒီတမာတိကိုမသိပဲနဲ့ကြည့်မယ်ဆိုရင်လုံးဝမမောင်းတက်ပဲနဲ့မောင်းတဲ့လူတွေအန်ရရှိတယ်ပေါ့လူရကြီးကိုမရောက်ပဲနဲ့ ပါပဲလေရှိနေတယ်လို့လွဲမှာပဲ မှန်ပါမှန်ပါအဲ့ဒီတမာတိရှိပဲအဲ့ဒါတော့ပရိယတ်ပေါ့နော်ဘုရားရဲ့ဒီစာတယ်အဆုံးအမတွေကိုတော့ သင်ရမှာ အရင်နာသင်ကြရမှာပေါ့နော်ဘုံဘုံနဲ့တရားတွေတော့မျိုးတွေရိတ်တာတော့ဟိုတတိတက်နားလေတဲ့ရိတ်တာတွေကိုဝင်သိတယ်နာကြားတဲ့နေပေါ့ပြီးတော့အဲ့လိုလေးမြင်တယ်ပေါ့ မဟာကန္နာယုဆရာတော်ကြီးစီဘဒနာတရားတော့စကိုင်းတောင်ယောကသူ့ထွက်ပတ်ပြီးရေးဘူးလို့ မှန်ပါ သမိတ်တော်ရကြောင့်ဆရာကြီးဒီတတ်ရှင်သူကမဟာကန္နာယုဆရာတော်ဆိုဒီစကိုင်းတောင်မှာကျင်းတော့တရားထုတ်တော့ပြီးတော့ဒါကစစ်တဲ့လို့ကြောက်ပါ ကြောပြောရပေါ့ အဲ့ဒီမဟာကန္နာယုဆရာတော်ကြီးသူကတရားထုတ်တဲ့အခါကျတော့
ဒီမသိတဲ့အခါကျဘာထင်တော့ဆိုတော့သူကကမ္ဘာထမ်းထိုင်ရင်ကနေကြောင်းလေးအမိုးကိုကြည့်ပြီးတော့ဟောဒါလေးကရုပ်တရားပဲငါခဏတရားပဲကျုံနေတာအဲ့လိုစဉ်းစားတာရှိတယ် မှန်မှန်မှန် အဲ့ကြတော့သူလွဲမနေတာပေါ့နော်ကိုယ်တဏ္ဍာနဲ့မှကိုကြည့်ရမယ်ဟာလေ ဒီလို ကြော ပြ င်းအမိုးလေးကို အဲ့ဒါတော့တပည့်တော့ဒါတော့ဘုံဘုံပြောတာလေးလည်းဒါစပုံးဝဲအမြင်လေးချက်တပည့်တော့ဒီအမြင်ပြောပြရင်တော့ဒီအရှုခံကအဓိကပေါ့အရှုခံကတော့တရားနဲ့ကင်းတဲ့နေရာမရှိဘူးသစ္စာလေးပါးနဲ့ကင်းတဲ့နေရာမရှိဘူးလို့ဟောတဲ့အတွက်သူရှုနေတဲ့ဟာတွေကတော့မမဟုတ်အဓိကကိုယ့်ရင်ထဲမှာရှုတဲ့တမာလေးကြီးအရှုဉာဏ်လိုတယ်လို့တပည့်တော့ ရှုဖို့မှားလို့ရှိရင်မှားတယ်တော့ မှားတယ်မအရှုပုံမိုင်းတော့မှားတယ်ပေါ့ ဘာလို့လို့ဆိုရင် အဲကြောင့်မို့ပြီးတော့ရှုပုံမိုင်းဆိုတမာလေးကြီးကိုပြောတာရှုတဲ့လူရဲ့တဏ္ဍာမှာပေါ့သူရဲ့ဉာဏ်ထဲမှာဘာဖြစ်လဲဆိုတာကိုသိဖို့လိုတယ်ပေါ့ ဘုသူ့အမြင်ကသူ့အမြင်က မှန်ပါ ဟောဒီကမ္ဘာထမ်းရှုနေတာလေးကတကယ်ကတော့ဟိုအတိညာနဲ့ခုနပေါက်ပြီးတော့လုံနေတယ်လို့မမြင်မဲနဲ့ မမြင်မှန်းနဲ့ ငါရှုနေတယ်ဆို မှန်အဲ့ဒါဆိုဒိဋ္ဌိကပ်ပြီ ဒိဋ္ဌိဖြစ်သွားတာ ဒိဋ္ဌိကပ်သွားပြီ ဒိဋ္ဌိမှမဟုတ်တာ မှန်ပါအဲ့တော့ဒိဋ္ဌိကပ်သွားပြီပေါ့ အဲ့လိုပေါ့ဟိုလိုစဉ်းစားတယ်လို့ပေါ့ ခန္ဓာကိုမရှိဘဲနဲ့တော့ဗဟိတကိုရှိတော့အပြင်သွားရှိတော့ပေါ့ ရှင်ပြောတာရှိတယ်လေစားတဲ့နာကနာစားတာကရုပ်အဲ့လိုသိမိတဲ့အခါကျတော့အဲယောဂီကစဉ်းစားတယ်စားတဲ့နာကဘာလို့ပန်းတိနာပန်းတိစားတယ်အဲ့တော့ပန်းတိကနန်းဆိုတော့ရောအဲ့လိုလွယ်မှာတော့ပြောတာ မှန်ပါမှန်ပါ သမဒိဋ္ဌိမဟုတ်တော့ဘူးစားတဲ့နာပန်းတိပန်းတိကပန်းတိကိုနန်းလို့တော့ပြောတော့အဲ့ဒါမှားသွားတယ်အဲ့တော့မျိုးရှိသေးတယ်အဓိကတော့ကိုလုံးတဲ့လုပ်ငန်းကိုတိတာသမဒိဋ္ဌိပဲဒါလုံးနေတော့တူပြီးတော့တိတာ မှန်ပါမှန် အဲ့ ပါ ဒါလည်းသမဒိဋ္ဌိသမဒိဋ္ဌိဒီအဆင့်ဆင့်ရှိတယ် မှန်ပါ သူကဝိပဿနာတရားထုတ်တာတော့သူကမဲ့ကိုပုပ္ပဘာကပဲပြီးတော့လောကုတ္တရာမဲ့ခုဖွဲ့တယ် မှန်ပါ ပုပ္ပဘာကမဲ့ဆိုတာဝိပဿနာအဆင့် လောက်ပြီး လုပ်ပြီးတယ် လုပ်ငန်းစဉ်ပေါ့ အဲ့ဒီအချိန်မှာတော့တစားစီပဲသူကဝိပဿနာလုပ်တဲ့အခါမှာကျတော့အကုန်လုံးတစုတည်းဖြစ်သွားတစုတည်းဖြစ်သွားတဲ့အခါအားရှိသွားပြီတော့ပယ်ရမယ့်ကိရိတာပယ်လိုက်တော့မှသူကလောကုတ္တရာမဲ့ဖြစ် မုတ်စီလာပြီးပြီ ဟုတ်တယ်သူအဲ့ကျမှ energy ဘာနဲ့ဥပမာ energy ပြန်ပါလာရဲ့ အဲ့လိုဖြစ်တာ မှန်ပါမှန်ပါ အဲ့လိုဖြစ်ပေါင်းလိုက်ပါဆိုရင်တတိယခုရအဲ့ကြတော့မှလောက်ဆက်ရှိတယ်လို့ပြော အော်မ တယ်ပါပဲဆိုတာပေါ့မှစားတယ်စောင်းကြီးဖုံဖုံစောင်းကြီးပြီးတော့အများကြီးရှိတယ်လောကမီးအိမ်ရှင်များခေါ်ရပါလိမ့်ဟိုဓမ္မမီးအိမ်လားဓမ္မမီး မမီးဟို ပါလေ ဘယ်သူရေးတာလဲ စောင်းတော်လေးမြတ်တန်းဆိုင် ဩအဲ့ဒါထုတ်ပတ်တယ် ထုတ်ပါသူဖုံဖုံရဲ့ ဓမ္မစိတ်ကြီးဩအဲ့ဓမ္မတရားတွေပါ မှန်ပါဓမ္မစနီနဲ့ဝါစနီလား ဘောခကြီးနဲ့ ဝါပြီးနဲ့ဓမ္မစနီဆိုပြီးတော့အဲ့လိုရရှိတယ်ပြီးတော့ဖုံဖုံစောင်းကြီးလည်းဝေးပြီးတော့အချင်းချင်းလေးတွေပေါ့ရန်သဘောကြတယ်ဟောလေဟိုဖုံဖုံကြီးဟောရတရားလည်းမဟုတ်ဘူးပြိဿသမုပ္ပါပဋ္ဌာန်းကြီးလေးလာတော့ဆိုရင်ပြီးတော့ဝေးတယ်အစံတော့ဒါကြတော့90နဲ့989ပေါ့အဲ့ခွေလေးတော့အဲ့ခွေထဲမှာနောက်အပုတ်ကတရားတော့များသွားတယ်အဲ့ပုတ်ထဲမှာဗာကြံခဲ့လို့ဆိုတော့ယဟန္တာဆိုတဲ့တရားတပုတ်ကျန်နေတယ်ပြစီစစ်တဲ့ပုံပေါ့တပုတ်ကျန်နေတယ်ပထမ69ပုတ်ထဲမှာယဟန္တာဆိုတဲ့ဟာပါတယ်နောက်ပုတ်ပြီးတော့နောက်ပုတ်ပြီးများတဲ့ပုံမှာယဟန္တာပေါင်းတယ်ပုံပုံနဲ့နားကြည့်နေတယ်နော်အဲ့ဒါကိုပုံပုံရဲ့နာကိုပိုင်းနားကြည့်လို့ပြောလို့ခွဲပြီးပြီးတော့အဲ့ဒါအတွက်ပုံပုံဆောက်ရှောက်ပြီးတော့ပြီးတော့ဝမ်းတာပဲနော်တော်တော်လည်းပြောမှဆိုမှရှိလို့ဆိုရင်ခွင့်လို့ပေါ့ဟုတ်ဒါတတိတော်ရဲ့ဒိဋ္ဌာန်ကြီးကိုပြီးတော့ခုကြီးကိုနားထောင်ပြီးတော့တို့လောရလို့ရှိရင်ပြီးတော့သုံးမှပြီးတော့ပြည့်ပြည့်ပြီးတော့ဟုတ်ကဲ့